ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Momo Official Audio Book Channel လေးကနေပရိသတ်တွေအားလုံးကိုနှွေးချွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ channel လေးကတော့စိတ်ဝင်စားစရာကောင်းတဲ့အတန်ဇလန်းကောင်းများစွာကိုပုံမှန်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှလည်းပရိသတ်ကြီးတို့အတွက်ဇလန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာမို့ပရိသတ်ကြီးကခုချုံနဲ့တူတူနားဆင်ခံစားအားပေးကြပါအောင်ရှင်။ရန်ကုန်မြို့အစွန်ဖျားမှာရှိတဲ့အခြေခံလူရန်စာရက်ကွက်လေးတစ်ခုအတွင်းကိုကာလာပေါက်စီ300ကျော်တဲ့စိန်ခံကားကြီးတစ်စီးဟာတရွေ့ရွေ့မောင်းဝင်သွားပါတယ်။စင်ကြေပုံရက်ကွက်အတန်းမှာရှိတဲ့လူကြီးကလေးပါမကြမ်းထိုကားကြီးကိုတအံ့တော်ငေးမောကြည့်ကြကုန်ပါတယ်။ကလေးသူငယ်တွေကအဲ့ဒီစိန်ခံကားကြီးကိုလက်ညှိုးထိုးငေးကြည့်ရင်းနဲ့ကားကြီးကလည်းမိုက်လိုက်တာဒီကားကြီးငါတို့လမ်းထဲကနေဘယ်ကိုလာသလဲဆိုတာလိုက်ကြည့်ကြမယ်ဟိ။တယောက်တစ်ပေါက်ပြောဆိုပြီးတော့အတိုင်ဖောက်ညီစွာအဲ့ဒီကားနောက်ကပြေးလိုက်ကုန်ကြတယ်။ကားမောင်းသူကလမ်းကကျန်တဲ့အတွက်ရောလူတွေကိုရှောင်ရှားရတဲ့အတွက်ပါကားကိုဘိန်းလိမ်ယုံလေးလိမ်ရင်နဲ့ဂယုတစိုက်မောင်းနေရတယ်။ကားမောင်းသူဟာလူရည်တန့်တူဖြစ်ပြီးခံရတဲ့ရုပ်ရည်ကိုပိုင်ဆိုင်တယ်လို့တကယ် branded စစ်တဲ့တင်းကျော်ရန် USA ဖြစ်ဝတ်စုံကိုဝတ်ဆင်ထားတယ်။အသက်အရွယ်အားဖြင့်အဲ့ဒီလူက40ဝန်းကျင်ရှိတယ်လို့၎င်းရဲ့ဘီမှာတော့အသက်60အရွယ်လူကြီးတဦးလိုက်ပါလာပါတယ်။အဲ့ဒီကားကအိမ်ဆိုင်လေးတစ်ဆိုင်ရှိရပ်တန့်သွားပြီးတော့ကားမောင်းသူကကားပေါ်ကဆင်းလိုက်တယ်။တစ်စိမ့်လောက်ပါဗျာ။ဒီနားမှာပွိတ်မော်ဦးဆိုတဲ့မိန်းကလေးရဲ့အိမ်ဘမရှိသလဲဆိုတာတစ်စိမ့်လောက်ညှို့ပေးပါလားဗျ။အဲ့ဒီလူကရင်ကြီးပြူငါစွာလှမ်းမိလိုက်တယ်။အိမ်စားလေးအတွဲမှာရှိတဲ့အဖွားအိုကသူ့ကိုအကဲခဲရင်းနဲ့ဘာပွိတ်မော်ဦးအိမ်ဟုတ်လား။သူ့ကအထဲကျုံစိတ်အောင်မှာအလုပ်လုပ်တဲ့အလုပ်သမားလေးပဲကွ။ကဲပြောနေကြပါရဲ့။ဒီတိုင်းဆက်သွား။ဟိုရှိရောက်လို့ရှင်လမ်းမီတိုင်တစ်ခုတွေ့ရမယ်။အဲ့ဒီလမ်းမီတိုင်ရှိတဲ့အိမ်ကပွိတ်မော်ဦးဆိုတဲ့ကောင်မလေးရဲ့နေအိမ်ပဲကွ။ကားမောင်းသူကအဖွားအိုကိုကျေးဇူးတင်စကားဆိုပြီးကားပေါ်ပြန်တက်လိုက်တယ်။ဝါ9ရက်လောက်အကွာဝေးရောက်တဲ့အခါလမ်းမီတိုင်လေးကိုတွေ့လိုက်ရတယ်။ကားမောင်းသူကလမ်းမီတိုင်ရှိကားရရင်နဲ့မိန်းကလေးရဲ့နေအိမ်ကိုလှမ်းအကဲခတ်လိုက်တယ်။ရိုရဲပြက်စီးနေတဲ့စုတ်ချာလုံးနဲ့တိတ်အိမ်လေးတစ်လုံးအကျယ်အဝန်းက10ပေပတ်လည်လောက်ပဲရှိလိမ့်မယ်။ဒါအောင်မြင်တွေ့သွားတဲ့ကားမောင်းသူဟာတပ်ပြင်းတက်တက်ချမိရင်းနဲ့ကားပေါ်ကဆင်းလိုက်တယ်။၎င်းနဲ့အတူဘေးမှာလိုက်ပါလာတဲ့အဖိုးကြီးကကားပေါ်ကနေဆင်းလိုက်တယ်။ဟောတာကပွက်မော်ဦးရဲ့အိမ်လားဗျ။အဲ့ဒီလူကကြိုးကြည့်ပြက်စီးနေတဲ့ချန်စီယိုရဲ့နောက်မှာရေခတ်နေတဲ့လူကြီးတဦးကိုလှမ်းပြီးတော့အတန်ပြုတ်လိုက်တာ။လူကြီးကရေခတ်နေရကရက်လိုက်ပြီးအံ့အားတက်ဟန်နဲ့ချန်စီယိုအနာလျှောက်လာတယ်။ဟုတ်ပါတယ်ကွယ်။ဒါကျိုးရဲ့သမီးပွက်မော်ဦးရဲ့အိမ်မှာပဲ။ဒါနဲ့ဘာကြောင့်များရှိလို့ပါလဲမောင်ရင်။ကောင်းမောင်းသူကလူကြီးကိုချိုတာစွာပြုံးပြလိုက်တယ်။ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်အိမ်ထဲဝင်ခွင့်ပြုပါလားခမ။လူကြီးက၎င်းရဲ့စကားကြောင့်သူ့ကိုတလှည့်စိန်ခံကားကြီးကိုတလှည့်အကဲခတ်လိုက်တယ်။ပြီးမှရပါတယ်မောင်ရင်ရဲ့သမီးလေးလည်းအိမ်မှာရှိနေပါတယ်။ဝင်ခဲ့ပါ။ဖိမ့်မဲ့တကားပြုတ်ရင်းနဲ့ခြံတကားကိုဖွင့်ပေးလိုက်တော့တယ်။တိတ်လေးရှေ့ရောက်တဲ့အခါလူကြီးက၎င်းတို့ကိုအာတုံအာနာဟန်နဲ့ကြည့်ပြီးတော့အိမ်ပေါ်ခေါ်ရမှာအာနာတာကွယ်။အဲ့လိုပြောလာတဲ့အတွက်ရပါတယ်ဗျာကိစ္စမရှိပါဘူးကျွန်တော်တို့ကိုပြစ်မှာပဲထိုင်းလိုက်ပါမယ်ဧည့်သည်လာမှန်းတည်းရဲ့အတွက်ပွင့်မော်ဦးကဖြာလိုက်ယူပြီးတော့ကိုပြစ်ပေါ်ဖြတ်ခင်းလိုက်တယ်သမီးရေဟော်ရီဧည့်သည်တွေကသမီးနဲ့တွေ့ကျင်နေတဲ့ကွထိုင်းမအောင်သမီးဖခင်ရဲ့စကားကြောင့်အိမ်ထဲပြောင်းဝင်မှုပြင်လိုက်တဲ့သူမအံ့အားတန့်သွားမိတယ်ကိုပြစ်ပေါ်ထိုင်းလိုက်ပြီးတော့နားမလိမ့်နိုင်တဲ့အကြီးနဲ့ဧည့်သည်တွေကိုကြည့်လိုက်တယ်ကျွန်တော်ကတက်နောင်ပါခမဟော်ရီကပွင့်မော်ဦးအလုံးလုံးတဲ့တရံအထည်ကျိုးစိတ်အောင်ပိုင်ရှင်ပါထိုလူရဲ့အပြောကြောင့်သူမမျက်လုံးအစုံဝိုင်းဆက်ပြီးရှင်ကနေရေရွတ်လိုက်မိတယ်။ဟုတ်ကဲ့တထေဘလို့အကြောင်းများရှိလို့ပါလဲရှင်။ကျမအမားများလုံးမိလို့လားယင်။အလုသမားပေါင်းရာနှင်းချီရဲ့တရံအထည်ကျုပ်ဆက်ရုံမှာသူမအလုဝင်ခဲ့တာ6လရှိပေမယ့်ပိုင်ရှင်တထေကိုသူမတစ်ခါမှမတွေ့ခဲ့ဘူးပါ။တထေလို့မခေါ်ပါနဲ့ပွင့်မော်။ကိုလာတဲ့အကြောင်းအလုကိစ္စမဟုတ်ပါဘူး။ကိုပွင့်မော်မြတ်တာရှိနေတဲ့အတွက်လာရောက်တောင်းရမ်းတာပါ။ဦးတက်နောင်ရဲ့စကားကြောင့်သူမမျက်လုံးပြောင်းရင်မတက်အကြီးကြီးအံ့အားသင့်သွားရှာတယ်။သူမရဲ့ဖခင်ကိုယ်တိုင်ပစောင်းမောင်ခဲထားတဲ့စီးပေါ်လိပ်ပြုတ်ကြမတက်အံ့ဩသွားရတယ်။ဘလို့တထေးကကျုပ်ရဲ့သမီးကိုလာတောင်းရနေဟုတ်လား။ဟုတ်ပါတယ်ဗျ။ကျွန်တော်ကမိဘမရှိပါဘူး။ဟော်ရီဦးလျာပဲကျွန်တော်ကိုအုပ်ထိန်ခဲ့တာပါ။ပြီးတော့ခုချိန်ထိအိမ်တော်မပြုတ်ရသေးတဲ့လူပြိုကြီးပါဗျ။အမှန်တိုင်းပြောရမယ်ဆိုရင်စိတ်ရောင်မှာပွင့်မော်ကိုကျွန်တော်ဂရုပြုမိခဲ့တာ3လရှိပါပြီ။ကျွန်တော်ရဲ့ကမ်းလှမ်းမှုကိုဦးတို့အနေနဲ့အချိန်ယူပြီးတော့စဉ်းစားပေးပါဗျကျွန်တော်တပတ်ပြည့်ရင်ပြန်လာခဲ့ပါမယ်
အလုသမားတယောက်ကိုတထေးကအိမ်နာရာရောက်ကမ်းလှမ်းတဲ့တဲ့ဟာစင်ချေပုံရက်ခွက်တစ်ခုလုံးပြန့်နှံ့သွားတယ်။ဒီတဲ့ကြောင့်တချို့ကအမလီတော်ပတ်စံဝါလားတထေးတွေကဒီလိုအလုသမားကိုအတိအကျမှမလားတစ်ပင်ကောက်တာပဲမြင်နိုင်တယ်။ယောက်ျားတွေရဲ့စိတ်ကိုမသိနိုင်ဘူး။ငါတွေးကြည့်ရင်ပြေးကြည့်တာထက်သိကြရဲအေးတထေးကသူ့ကိုဘယ်နေရမြောက်တဲ့မယငယ်လို့ဖို့လဲမသိတာ။ဘာပဲဖြစ်ပါငါတို့ရက်ကွက်ကမိမပြိုတထေးကတော့ကောက်တဲ့ကိစ္စပဲရက်ကွက်အတွက်ခုံတက်ပါတယ်ဒါပေမဲ့ဒီတထေးမကောက်ရင်တော့ငါတို့ရက်ကွက်ကမိမပြိုရဲ့ဘဝကမတွေးရုံစရာပဲဟိရင်းလေးမိတယ်ဟာသူနဲ့မလို့သူတွေကအမျိုးမျိုးအတင်းဖြင်းတွေစုကုန်ကြတယ်ဒါရီကိုပြန်ကြားသိတဲ့ပွင့်မော်ဦးဟာဘလို့လို့မလဲအဖေရဲ့လမ်းထဲမှာရောဈေးထဲမှာပါပွင့်မော်ကိုတထေးလာတောင်းရတဲ့အကြောင်းကြီးပဲပြောနေကြတာလူ10ယောက်မှာ6ယောက်ကမလို့သလိုပြောနေကြတယ်အဖေရဲ့ပွင့်မော်ရှက်တယ်ဖေစိတ်ရှုပ်ထွေးဟန်နဲ့သူမပြောလိုက်တယ်။သူမရဲ့ဖခင်ဖြစ်တဲ့ဦးပွင့်ကတက်ပြင်းကိုဟင်းငနေချလိုက်ပြီးတော့ဒီမိန်ငါသမီးရဲ့ခုဆိုသမီးရဲ့မိခင်ဆုံးပါခဲ့တာ10နှစ်ကြာခဲ့ပြီ။အဖေကလည်းဆရာထောက်လာတဲ့အတွက်သားသမီး3ယောက်ကိုပြည့်စုံအောင်မထောက်ပံ့နိုင်ခဲ့ဘူး။အဖေရဲ့မနက်ပိုင်းသတင်းစာပို့တဲ့အလုပ်လေးပဲရှိတာပါသမီးရဲ့။ငါသမီးကအကြီးဆုံးကွ။သမီးရဲ့အထည်ကျုံမှာဝယ်လို့တဲ့လစားလေးကြောင့်သမီးရဲ့မောင်လေးနဲ့ညီမလေးကကြောင်ဆက်တက်နိုင်ခဲ့တာပါ။အဖေပြပြမယ်သမီးကြီးလောကမှာမိန်းမတယောက်ရဲ့အကျက်တရေဟာရုပ်အစင်လှပခြင်းဖြစ်တယ်လို့တင့်တယ်တဲ့မင်္ဂလာပွဲဟာလေမိန်းမတယောက်အတွက်အကျက်တရေပါပဲမလို့တမလို့တကလို့ပတ်ဝန်းကျင်ကိုငါသမီးကြီးထဲ့မစင်သားတဲ့မူကွမောင်တက်နောင်ဟာလူချမ်းသာတူဖြစ်လာမဲ့လူရင်ကျေးမှုအပြည့်ရှိတယ်လို့အတန်းအစားခွဲခြားတတ်တဲ့လူစားဆိုတာတကြိမ်မြင်တာနဲ့အဖေနားလေတဲ့သမီးကြီးလောကမှာရင်မြင့်ကြားမြင့်နေတဲ့သမီးဒါကြောင့်ငါသမီးကြီးရဲ့အိမ်တော်ကြီးကိုမောင်ငယ်နှမလေးတွေအတွက်တွေးပေးပါလို့အဖေကတောင်းဆိုကြပါတယ်။အဖေကအသက်ကြီးလာပါပြီကွယ်။နောင်နေရမှ3နှစ်ပေါ့သမီးကြီးရဲ့။အဖေကဖြောင်းဖြနားသွင်းစကားဆိုလိုက်တယ်။ဖခင်ရဲ့အပြောကြောင့်သူမအချိန်ကြာမြင့်စွာတွေးတောနေမိတယ်။အတန်ကြာမှမှတ်မတဲ့အဖေရဲ့အဖေပြောတဲ့သမီးအနေနဲ့အငယ်နှစ်ယောက်ကိုငှဲ့ညာရမယ့်ကိစ္စဟုတ်ပါတယ်။ဒါပေမဲ့အဖေရဲ့သမီးမှချစ်သူရှိတာအဖေသိတာပဲ။မမောင်ကိုတမီဘလို့ရှင်းပြရမလဲအဖေတမီလည်းကိုမိသားစုဘဝလုံးဝပြောင်းလဲမယ့်ကိစ္စကိုလုပ်ပေးကြမှာတဲ့အဖေရဲ့ဒါပေမဲ့ကိုတက်နောင်ကိုတမီမှမချက်ပဲဖေစိတ်မဆိုးပါနဲ့နော်ဦးပင်းကသူမကိုစိုက်ကြည့်ရင်ရဲရဲလေးပြုံးလိုက်တယ်အဲ့ဒါပဲတမီကြီးလောကမှာလူတွေဟာဝမ်းစာအတွက်ရောကိုကြီးကိုယ်တာကိစ္စအတွက်ပါအမြဲတမ်းဘဝတိုက်ပွဲဆိုတာရှိတယ်ကွအခုငါတမီကြီးကတိုက်ပွဲဆိုရင်မမားသလိုဘဝအတွက်လွန်ဆွဲပွဲကြီးတစ်ခုကိုဆုံးဖြတ်ချရတော့မယ်။အဖေဘာမှမပြောချင်တော့ပါဘူး။နောက်ဆုံးတစ်ခုပါပဲသမီးကြီး။နှလုံးသားနဲ့ဘဝသမီးကြီးကြိတ်တိတ်လန်းကိုခေါင်းအေးထားပြီးတော့ရွေးချယ်ပါ။ငါသမီးကကာယကရှမ်းပါကွယ်။အဖေတယောက်အနေနဲ့ဘာတစ်ခုမှအဖေမတရားမလုပ်ဘူးသမီးကြီး။ဒါပါပဲကွယ်။ဦးပွေဟာအဲ့ဒီလိုပြောရင်းနဲ့ထာယာကထားရလိုက်တယ်။ပွဲမော်ဦးတယောက်မျက်ရည်ဆိုးတဲ့အမျက်ဝန်းနဲ့ဖခင်ရဲ့ကြောကိုငေးကြည့်ရင်နေပါအောင်အဖေအောင်ဖခင်တယောက်နဲ့မတူပဲမိခင်တယောက်လိုသားသမီးတွေကိုအုပ်ချုပ်ခဲ့တဲ့ဖေရဲ့ကိုမိသားစုရဲ့ဘဝကိုနားလေနေတဲ့သမီးကြီးတယောက်ကမိသားစုဒုက္ခပင်လေထပ်ဝေမဲ့ကိစ္စမျိုးဘယ်တော့မှမလုပ်ရမအောင်အဖေကစဉ်းစားတိုင်းရွေးချယ်ခိုင်းပေမဲ့ပွင့်မော်အတွက်ရွေးချယ်စရာလမ်းမရှိပါဘူးဖေရဲ့အဖေရဲ့ဆန္ဒကပွင့်မော်ရဲ့ဆန္ဒပါပဲဖေစိတ်မကောင်းမဖြစ်ပါနဲ့နော်ဘာတွေဖြစ်နေရလဲမဟုတ်ဘာတွေလုပ်နေရလဲဗျာတကယ်စိတ်ပြတ်ဖို့ကောင်းနေမောင်နာထဲမှာမဆက်တော့ဘူးမဦးရဲ့ပဝင်းကျကမောင်နဲ့ပတ်သက်တဲ့အကြောင်းတွေပြောနေကြတာတကယ်လားယင်ညောင်မုတ်စိတ်ပင်ကြီးအောက်ချစ်ဦးသူမောင်ကသူမရဲ့ပခုံးကိုဆွဲကင်လှုပ်ရမ်းမေးလာတယ်သူမဟာတက်ပြင်းတက်တိတ်ချမိရင်နဲ့အဝေးကိုရှိဝေးစွာငွေးကြည့်လိုက်တယ်ဟုတ်တယ်မောင်မဦးအထည်ကျုပ်စိတ်အောင်ပိုင်ရှင်ဦးတက်နောင်နဲ့လက်ထပ်ရလိမ့်မယ်ပဝင်းကျကိုမဦးစိတ်ဝင်စားဘူးဒါပေမဲ့မဦးအခုပြောတဲ့ကိစ္စကတကယ်ပဲမောင်မဦးကိုနားလေပေးပါနော်သူမရဲ့အပြောကြောင့်မောင်တယောက်အကြီးအကျယ်ပောက်ကွဲသွားတယ်။ဘာပြောတယ်။နားလဲပေးရမယ်။ဟုတ်လားမအောင်။မဖြစ်နိုင်ဘူး။လုံးဝမဖြစ်နိုင်ဘူးဗျာ။ချစ်သူအားလုံးရဲ့ပန်းနိုင်ကလက်ထပ်ချင်းပဲမအောင်။မောင်ကပန်းနိုင်မရောက်ခင်လက်ခုလက်မှာပဲမောင်ကိုလက်လျှော့အရှုံးပေးပြီးတက်ခေါက်ပြဲရမှာလားဗျာ။လုံးဝမဖြစ်နိုင်ဘူးမောင်။မဟုတ်ပါဘူးမောင်ရဲ့။မောင်လည်းမောင်ကိုဘယ်လောက်ထိချစ်တယ်လဲဆိုတော့မောင်အသိပါပဲ။မောင်ရဲ့ချစ်သူတတ်တန်းက6နှစ်လောက်ရှိနေပါပြီ။ဒါပေမဲ့မောင်ကအကြီးဆုံးသမီးပါမောင်မောင်အတ္တမကြီးနိုင်ဘူးအငယ်ရီတော့မောင်လှုပ်တဲ့နဲ့လမ်းကိုပဲရွေးချယ်ရမှာပဲမောင်ရင်နားလည်မှုပေးပြီးတော့လမ်းခွေကြရအောင်နော်ပွင့်မော်ဦးရဲ့အပြောကြောင့်မောင်တယောက်လမ်းပုံမီးကြမတက်ပောက်ကွဲသွားတယ်
ပြောရလာကြည်လားမောင်ရဲ့မောင်ကကိုမိသားစုအတွက်ကိုယ့်ရဲ့နှလုံးသားကိုစရီးတော်မှာပေါ့မဟုတ်ဘူးလုံးဝလက်မခံနိုင်ဘူးဒါရီကခရောင်ရုပ်ရှင်တွေညီမဗီဒီယိုဇလန်တွေမှာပဲရှိတာပါမောင်တေချာစဉ်းစားကြည့်စမ်းပါကိုမချစ်တဲ့လူကြီးကိုမိသားစုတောင်းယူပြီးရွှေဘုံပေါ်တော့မောင်ရောက်သွားမှာပါဒါပေမဲ့မောင်ကရွှေဘုံပေါ်မှာအသက်မဲ့တဲ့ရွှေစင်ရုပ်တရုပ်ဖြစ်သွားလိမ့်မယ်ဒါအောင်မောင်အနေနဲ့အလေးလက်စဉ်းစားတဲ့နေဗျာမမောင်ဟာမရက်မနာပြောရင်တရီကိုမျိုးချလိုက်တယ်ပြီးမှခါထောက်တက်ပြင်းချရင်ကောင်းပြီမောင်မောင်ကိုအသက်ထက်ပိုချစ်တယ်လူပါကွာခုချိန်မှာမောင်ခေါင်းနေတိတ်ပူနေလောက်ပြီမောင်ချစ်တဲ့မိန်းမကိုဘာဖိအားမှမောင်မပေးချင်ဘူးဒါကြောင့်မောင်ကိုတေချာစဉ်းစားပါဟော်ရီနေရာမှာပဲလာပြည့်နေရောက်ရင်မောင်တို့ပြန်ဆောင်ကြတာပေါ့မောင်သွားပြီမောင်ပြောဆိုပြီးတော့ခြာကလေးလှည့်ထွက်သွားတော့တယ်ပွင့်မောင်တယောက်ချစ်သူရဲ့ကြောပြင်ကိုငေးကြည့်ရင်မျက်ရည်ပေါက်ခနေကြမိတယ်မမောင်တယောက်ယောက်ျားတို့ရဲ့ထုံးစံအတိုင်းအသေးကွဲဝေဒနာကိုခဏတာဖြေဖြောင်းဖို့အတွက်လမ်းထိပ်ဘီယာဆိုင်မှာထိုင်လိုက်မိတယ်စီလေးကြားကုန်နေအထိရင်ထဲမှာပွင့်မော်ဦးရဲ့မျက်နှာကိုမြင်နေမိတဲ့အတွက်နောက်ထပ်နှစ်ကြားနဲ့အတူအလုံးကြော်ကိုပါထပ်မလိုက်တယ်ဟေးမင်းမမမဟုတ်လားကွာရုတ်တရက်ပခုံးပုတ်ရင်းနဲ့အမေးခံလိုက်ရတာကြောင့်ရီဝီရဲ့မျက်ခုံကိုအာယူပြီးတော့မော့ကြည့်လိုက်တယ်ရှက်အင်ကြီးနဲ့ကချင်လုံးကြီးကိုအနှဲ့အောင်ထပ်အောင်စင်တူဝတ်ထားတဲ့အသက်40ကျော်လူကြီးတယောက်သူ့ကောင်းကိုခါရမ်းလိုက်ရင်ဘာတူလဲဗျာခမရကိုကြုံမသိဘူးဟုတ်တယ်ကြုံမမောင်ပဲဗျဖြေလိုက်တဲ့အခါလူကြီးကသူ့ဘေးပလတ်စတစ်ခုံကိုဆွဲရင်ဝင်ထိုင်လိုက်တယ်ဒါကြောင့်နှကန်းဝေးဆဆရှိတဲ့လူကြီးရဲ့မျက်နှာကိုသူဟာအနီးကိုက်မြင်လိုက်ရတယ်လူကြီးကဘေးလွှဲအေကြီးကိုစပွဲပေါ်တက်လာရင်အော်3နှစ်ဆိုတဲ့ကာလမှာလူတွေဟာအရာအလုံးပြောင်းလဲသွားနိုင်တာပဲလူကောင်းကလူမကောင်းဖြစ်သွားရှာတယ်ဟန်ကြတကွာဟေးဘာဗျခမကြီးကကျုပ်ကိုတတ်တတ်မဲ့လာပြီးတော့စော်ကားနေတာလားကျုပ်ကလူကောင်းဗျဘာမှမကောင်းစရာမရှိဘူးဘာလဲထုံးစံတိုင်းဘီယာတောက်ချင်လို့စကားဝင်ရောပြီးအလကားတောက်မလို့မလားလုံးဝမရှောင်ကျုပ်တောင်ငွေမရှိဘူးကိုတော်ဗျခမကြီးမမောင်ရဲ့အပြောကြောင့်လူကြီးကပြုံးကြည့်ရင်းနဲ့ခေါင်းဆက်ခနဲ့ညှိလိုက်တယ်ဟုတ်ပါပြီကွာငါ့ကိုဘီယာမတိုက်ချင်လဲနေပါကွာဒါနဲ့မင်းကငွေမရှိဘဲနဲ့ဘီယာဖို့ဘလို့ရှင်းမလဲပြောစမ်းမအောင်ကွာမမောင်ကလက်ကြံဘီယာကိုခွက်ခနဲ့မောချရင်ကျုပ်အကြီးကွဲနေတာဗျကျုပ်သိချင်လောက်အောင်စိတ်ညစ်တယ်ကျုပ်မှငွေမရှိဘူးဒါပေမဲ့မိမယူကိုစုထားတဲ့စုဦးဖောက်ပြလိုက်ပြီကျုပ်တို့လောကမှာဘီယာကလွှင့်ရင်ဘာမှမရှိတော့ဘူးဗျာရေတံကြီးနဲ့မျက်ရည်ပေါက်ခနေကျသွားတဲ့မမောင်ကိုကြည့်ပြီးတော့လူကြီးကတက်ပြင်းချမိတယ်ဖြစ်ရလေမမောင်ရမိမဆိုတာယောက်ျားတွေအတွက်လိုအပ်ချက်ဖြစ်ပေမဲ့မင်းသိတ်ကိုအသိနှုတ်လောမှာလားကွမင်းသိတ်ခတ်စားနေရပြီငါ့ကိုရင်ဖွင့်လိုက်စမ်းပါငါမင်းကိုဘီယာတက်ယုံနေမကောင်းတညလုံးမင်းရင်ဖွင့်သမျှထိုင်နားထောင်မိမယ်ဟုတ်လားကွလူကြီးရဲ့စကားကြောင့်မမောင်တယောက်ခေါင်းထောင်လာတယ်ဘာဗျကျုပ်ကိုဘီယာတိုက်ပြီးကျုပ်ရဲ့ရှင်ကွဲဆက်လန်ကိုနားထောင်ပေးမယ်ဟုတ်လားကြားရတာနားတော့မယုံနိုင်ဘူးခမည်းဟာတကြားမင်းကြီးမိုးပေါ်ကကြလာသလိုပါပဲကဲကျုပ်ပြောပြီတကြားမင်းကြီးရဲ့ရှင်မကြီးဖွင့်ပြီးသားနားထောင်ပြီးတော့နှစ်ပတ်တိပြည့်တဲ့နေ့မှာတော့တရန်အထည်ကျုပ်စိတ်အောင်ပိုင်ရှင်ဦးတက်နောင်ရဲ့စိန်ခံကားကြီးဟာ၎င်းရက်ကွက်လေးအတွင်ဝင်ရောက်လာပြန်နေကားကြီးမြင်တာနဲ့တပြိုင်နက်ဆက်စုလိုတဲ့ရက်ကွက်သူရက်ကွက်သားတွေဟာလူကြီးမဆကလေးအစုံကားနောက်မှာတပြုံကြီးလိုက်ပါလာခဲ့ကြတယ်ဦးတက်နောင်အမင်းအောင်အိတ်ကလေးဆွဲယူရင်ကားပေါ်ကဆင်းလိုက်တယ်ခြေကားကိုအသာတုံးဖွဲ့ပြီးခြံနှင်းဝင်လိုက်ချိန်မှာတော့ဆက်စုလိုတဲ့လူအုပ်ကြီးဟာခြံစည်းရုပ်ပြင်ကနေသူ့ထက်ငါအလူအရက်တိရှုကြံရစ်ခဲ့တယ်မင်္ဂလာပါဦးလေးဝင်ခဲ့ပြူပါခမရင်ကြီးပြူငါတဲ့အတန်နဲ့ရေမွေးနဲ့အကောင်စားကြောင့်ဂျာနေစီနေတဲ့အိုပွဲဟာ၎င်းမှအတက်သိလိုက်တယ်အော်မောင်ရင်ရောက်လာပြီပဲလာပါမောင်ရင်အိမ်ထဲဝင်ပါဖိမှန်တကားစကားနဲ့အတူ၎င်းကိုယ်ရင်ထပြီးတော့ဖျားခင်းပေးလိုက်တယ်သမီးကြီးရေနေကိုတာစားစရာလေးစီစဉ်မအောင်ကွဦးပွေးရဲ့အပြောကြောင့်ဦးတက်နောင်ဟာဖျားမှထိုင်ရင်နေပါစေဦးရေကျွန်တော်တို့ဒုက္ခမရှာပါနဲ့လို့လက်ကပြောလိုက်တယ်ဘေးဟုတ်ပါမလဲလူလေးရဲ့မကြခင်လူလေးနဲ့ဦးရောကမိသားစုဝင်နေဖြစ်တော်မှာပဲဟာဘာမှအာမနာပါနဲ့မင်းညမပွင့်မော်ရဲ့လက်ဖက်တုပ်ကိုစားဖို့ရင်ဆွေမျိုးမိသွားမယ်ကွဦးပွေးရဲ့ဘုံမင်းကြီးပြောလိုက်တဲ့စကားကြောင့်ဦးတက်နောင်ဟာမျက်လုံးတွေလက်သွားတယ်ဗျာဒါဆိုကျွန်တော်ရဲ့ကံလမ်းမှုကိုပွင့်မော်လက်ခံလိုက်ပြီပေါ့ဝမ်းသာလိုက်တာဗျာလာရတာစိတ်ကထစ်နေမိပါရဲ့ဦးရဲ့
ဟုတ်ပါတယ်လူလေးကိုသမီးကြီးကလက်ခံလိုက်ပါပြီလူလေးကငွေကြေးပြည့်စုံပေမဲ့မမာနလုံးဝမရှိဘူးရိုးသားပွင့်လင်းနေဒါကိုဥရောမီသားစုတိတ်ကိုသဘောကျမိရဲ့ကွယ်ဦးပွင့်စကားဆုံးမှာပဲမြမဆက်ဆန်ဝစ်ဆန်ထားတဲ့ပွင့်မော်ဦးဟာလင်မန်းတစ်ချက်နဲ့အတူအိမ်ရှိထွက်လာတယ်လာသမီးကြီးကဲမောင်တက်တော်ကြီးလက်ဖက်တုံလေးစားကြည့်ပါအောင်ကွယ်အခါရည်ပူပူလေးလေးတောက်ပါအောင်ကွယ်ဦးပွင့်ရဲ့စကားနဲ့အတူပွင့်မော်ဦးကဖခင်ရဲ့နဘေးကြုံကြုံလေးဝင်ထိုင်လိုက်တယ်ဦးတန်းအောင်ကလက်ဖက်တုပ်တစ်စုံခတ်စားလိုက်ပြီးဟာပွင့်မော်တုပ်တဲ့လက်ဖက်ကကျွန်တော်အကြိုက်နဲ့ကွက်တီပဲမြုပ်သီးစိမ့်လေးလေးပါတယ်ကျွန်တော်ကလက်ဖက်ဆိုကြက်သွန်ကြောနဲ့နှမ်းမေးကြိုက်တာလေပဲကြမ်းနေပါရီလုံးဝမကြိုက်ဘူးနှက်ထားတဲ့အရာသာလည်းအတော်ပဲသူကချီးမွမ်းစကားဆိုလိုက်တယ်သူစကားကြောင့်ပွင့်မော်ဦးတယောက်မတိမတာမျက်နှာမေ့သွားတယ်ဟာကြံဖန်ပြီးတထီးတွေများချီးမွမ်းတက်လိုက်တာလက်ဖက်ကငါနှက်တယ်ဟာမဟုတ်90ရန်စီရော်ကြီးနှစ်ထုပ်ဝယ်ပြီးတော့ဖောက်ထည့်ထားတာအကျော်ကလည်းအိမ်မှာပေးချမ်းကုန်နေလို့ရှိတာပဲထည့်တုပ်ထားတာပစုံချောက်တောင်မပါရီလက်ဖက်ကိုချီးမွမ်းနေတာအံ့ပါရဲ့နော်ဟဲ့သမီးကြီးဘာရီတွေးနေရလဲနင့်ကိုအခါကြီးငှက်ပေးလိုက်အောင်လေဖခင်ရဲ့အပြောကြောင့်သူမအတွေ့ရက်သွားပြီးတော့အခါကြီးငှက်ပေးလိုက်တယ်အော်လက်ဖက်တုပ်အစားကောင်းနေရတဲ့လိုင်းကိစ္စတော့မိတော့မလို့ဒီမှာကြည့်ပါအောင်ပွင့်မောဒါကမင်္ဂလာပွဲမှာပွင့်မောဝတ်ဆင်ရမယ့်အရာတွေဖြစ်တယ်လို့ကိုယ့်ရဲ့တင်တောင်းမှုလည်းဟုတ်ပါတယ်ပြောဆိုဦးတန်းအောင်ကအနှိမ့်ရောင်ကလေးပါဘူးပြားကြီးတစ်ခုကန့်ပေးတယ်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဦးပွင့်ရောပွင့်မောဦးပါမျက်လုံးပြဝေမတက်အံ့အားတင့်သွားကြရှာတယ်အယောင်အသွေးတစ်ဖြက်ဖြက်လက်နေတဲ့စိန်တဆန်စာပွင့်မောဦးဟာအံ့အားတင့်မှုနဲ့အတူခေါင်းခါရင်းနဲ့အိုးဒါရီကတိတ်ကိုတမိုးကြီးလို့မာတဲ့တတိကျမလက်မခံမရစိတ်နဲ့ရှင်လို့ထိတ်လန့်စွာညှင်းဆန်လိုက်မိတယ်ပွင့်မော်ဦးရဲ့မင်းရဲ့ရိုးသားတဲ့စိတ်ကိုကိုသိပါတယ်ဒါရီကကိုတရိုးသမီးအတွက်မိဘတွေစီစဉ်ပေးခဲ့တဲ့ရှေးစိန်တွေပါကိုကဒါရီနဲ့ပွင့်မော်ကိုတမိုးရှိရှိတင်တောင်းတာလေပွင့်မော်လက်ခံပေးပါကွာဦးတက်နောင်ရဲ့အပြောကြောင့်သူမဟာလက်ကောင်းကိုစူးစူးဆိုက်ဆိုက်ကြီးကြည့်လိုက်တယ်ပြောပြရစေတတိကျမကိုတင်တောင်းတာလက်ခံပါတယ်တတိဘက်ကတင်တောင်းမှုအတွက်လည်းကျမတို့မိသားစုဂုဏ်ယူမိပါတယ်ဒါပေမဲ့ဟော်ရီစိန်တွေကိုလုံးဝလက်မခံမရစေနဲ့ကျမဘက်ကတတိကိုတောင်းဆိုစရာရှိပါတယ်ရှင်သူမစကားကြောင့်ဦးတက်နောင်အံ့အားသင့်သွားသလိုဦးပွင့်မှာမျက်လုံးပြူးသွားမိတယ်ဟဲဟုတ်တာပေါ့ကိုတောင်မိထားမိတယ်တောင်းမမာရဲ့ပွင့်မော်ရေကိုစိတ်လောသွားမိလို့ပါပြောပါပွင့်မော်ဘာများတောင်းဆိုခြင်းတလဲဟုတ်ပါတယ်တတိကျမတို့လိုအောက်ခြေလူဒန်းစားတွေအတွက်တမိုးကြီးစိန်တွေဟာမလောက်စရာပါပဲဒါပေမဲ့ကျမရဲ့မိသားစုမှာဓာတ်ထပ်ပိုလိုအပ်တဲ့အရာရှိတယ်ကျမကိုတင်တောင်းခြင်းပြင်အောင်အိမ်လေးတစ်လုံးရဲ့ကျမဖခင်အတွက်အလို့အတီစားတစ်ခုရဲ့ဒါဝဲစီစဉ်ပေးပါဒါဟာကျမအလို့အဆုံးတောင်းဆိုမှုပါပဲရှင်သူမကအဲ့ဒီလိုပြောလိုက်တဲ့အခါဦးတက်နောင်ကသူမကိုမျက်နှိုးစွာငေးဆိုင်ကြည့်နေရှာတယ်အော်ဖြစ်ရလေပွင့်မော်ရဲ့မိဘတွေအတွက်ဘာမှစိတ်မပူနဲ့ကိုဦးလေးနဲ့ပွင့်မော်ရဲ့မောင်လေးတွေကိုတင်ငန်းကျောဘက်မှာလုံကြီးအိမ်မှာထားဖို့ရည်ရွယ်ထားတယ်ဆိုတာဒီအတိုင်းနေခိုင်းမှာမဟုတ်ဘူးနော်စာကျုံးနဲ့အပီးလွှဲပေးဖို့အားလုံးစီစဉ်ပြီးသားပါကွယ်ဒါပေမဲ့မင်္ဂလာပွဲမှာပွင့်မော်ဝေးရမယ့်စိန်တွေကိုလက်ခံပေးရမယ်ဘာမှစိတ်မပူပါနဲ့ပွင့်မော်ရဲ့အရာအားလုံးတန်ကိုစိတ်ချယုံကြည်လိုက်စမ်းပါချန်နကားကိုဝန်ကနေဆွဲဖွင့်ပြီးတော့ဝင်လာတဲ့မမောင်ကြောင့်သူမထမင်းဦးတင်နေရကလန့်ဖြတ်သွားမိတယ်မမောင်ကသူမရှိရာရှောက်လာပြီးတိတ်ပျော်နေသလားမဟုတ်အေးပေါ့လေရွှေပင်နာရမယ့်ရွှေကြီးဖြစ်နေပြီပဲမမောင်လိုကုမ္ပဏီဝန်ထမ်းကောင်ကရှေ့ကြီးတက်ဘာတမိုးမှမရှိဘူးသူကဒေါသတကြီးရေရိုးရင်းနဲ့ကုတ်ပစ်ကိုဘုံကနေရိတ်ချလိုက်တယ်ဘာရီဖြစ်နေရလဲမောင်ရဲ့မောင်ကိုကြိုးပြောပြီးသားပဲဒေါသတွေဒီလောက်ထွက်เสียအကြောင်းမရှိပါဘူးမောင်ရဲ့စိတ်ကိုလျှော့ပါနော်မောင်ကလည်းဘယ်သူမှမချစ်ခဲ့ဘူးပါရဲဖို့ကောင်းလိုက်တာဒေါ်ပွင့်ဦးမော်ရခမရအသက်က20ကျော်30နာစိုက်နေပြီကျုပ်ဆိုတဲ့ကောင်က20ပြည့်ဖို့အများကြီးလိုသေးတယ်ကျုပ်လူရိုပေါက်ကလေးကခမရတယောက်တည်းကိုပဲဆွဲလန်းချစ်ခဲ့တဲ့ကောင်ပါဗျရက်ကွက်ထဲကလူတွေကျုပ်ကိုဘလောက်လှောင်ပြောင်နေကြသလဲခမရကြီးသိရလားစိတ်တစင်စာနဲ့တိုက်တလုံးပေးနိုင်လို့ခမရကြီးတထီးနောက်ပါသွားတာတဲ့ကျုပ်ဆောင်ယူဖြစ်သွားပြီခမရတောင်သိရလားဗျမမောင်ကိုတေချာကြည့်တော့ရိုင်းနေတာကိုတတိပြုတ်မိသွားတယ်မောင်ရေဘာလို့အရက်တွေတောက်လာရတာလဲပဝင်းကြီးကပြောလို့မောင်ခန်းစားရတာမှနားလေပါတယ်ဒါပေမဲ့မစီကိုဒီလိုပုံစံနဲ့မလာသင့်ဘူးလေမလည်းပဝင်းကြီးရှိသေးတယ်ကွယ်မောင်ပြန်မနော်နောက်မှမတို့တွေ့ကြရအောင်နော်မောင်ဘာဗျဒေါ်ပွင့်မဟုတ်
ခမားကြီးကတော့ခုကျုပ်ကိုရင်းရင်တည်းနှင်းမိပေါ့ရင်ကွဲဖို့ကောင်းလိုက်တာဗျာလုံးဝမပြောင်းဘူးဗျာခမားကြီးဘာလုပ်မလဲမမောင်တို့ကဘသူမှစောက်ကြည့်မဆိုင်ဘူးဗျမှတ်ထားစမ်းမမောင်ရဲ့အော်ကြီးဟစ်ချိန်စကားကြောင့်သူမဘာလုပ်ရမှန်းမသိအောင်ဖြစ်သွားမိတယ်ဟဲ့သမီးကြီးဘာတွေဖြစ်နေရလဲအဖေအိမ်ကြီးကကြားလို့ထွက်လာတာမြင်တဲ့အတိုင်းပဲအဖေမမောင်မူးပြီးတော့လာရက်နေတာသမီးတော့စိတ်ညစ်တာပဲတည်ရဲ့အဖေရဲ့သူလှုပ်တာနဲ့ပတ်ဝန်းကျင်တော့ပို့ပြောစရာဖြစ်နေပြီအေးပါနားလဲပေးလိုက်ပါသူကလူမမသိအောင်မူးနေတဲ့ဟာအဖေကြည့်ပြီးတော့လှုပ်ပေးပါမယ်တော်အိမ်ထဲဝင်နေကြတော့ဦးပင်းကအဲ့လိုပြောပြီးတော့ချန်ပီယံထွက်သွားတယ်သူမအိမ်ထဲဝင်ပြင်လိုက်ဆံမှာပဲပခုံးတစ်ဖက်ဆောက်ဆွဲခံလိုက်ရပြီးတော့ပွင့်မအောင်မင်းဖယ်သွားမလို့လဲဘာလဲငါ့လိုငမွေးကိုအဖက်မလုပ်ချင်တဲ့သဘောလားဟုတ်လားပြောစမ်းပါသူကမျက်လုံးပြူးကြီးနဲ့အမေကိုခံလိုက်ရတယ်မဟုတ်ပါဘူးမောင်ရဲ့မအိမ်ထဲမှာအလုပ်ရှိလို့ပါနော်မောင်ကိုပြတ်မှာနားလိုက်ပါလားယင်မောင်အရန်ပင်ပန်းနေပြီကွယ်သူ့ပခုံးကိုဆွဲကိုင်ရင်ပြောလိုက်တဲ့အတွက်မမောင်ဟာသူမကိုအားကုန်စောင့်တော်လိုက်တယ်တော့စမှာလောကမှာခမားလောက်ငွေမတ်တိမ်မိမမရှိဘူးကျုပ်ရဲ့မြတ်တာကိုအချိန်အကြာကြီးတမိုးမထားတဲ့မိမသက်စာမရှိတဲ့မိမငွေမတ်တဲ့ခမားလိုမိမရဲ့မျက်နှာကိုကြည့်ရမယ်စားခွေးဖင်ကြည့်ရတာပိုကောင်းမယ်သွားလိုက်စမ်းမူးယူနေတဲ့မမောင်ကအဲ့လိုပြောရင်သူမကိုစိတ်ငါစောင့်တုံးပြလိုက်တယ်ဒီချိန်မှာပဲ၎င်းရဲ့လက်ချုပ်ကင်ခံလိုက်ရပြီးမင်းသိတော်နေပြီကွာငါသမီးကမင်းနဲ့ချစ်သူဘဝပဲရှိသေးတာမင်းကငါအိမ်ထဲထိလာပြီးတော့ရန်ကားနေပြီဒီမေရက်ကွက်အုပ်ချုပ်ရေးမှုဒင်းကိုအမြန်ဆုံးကြုတ်ချန်နေအောင်ခေါ်ထုတ်သွားပါဒင်းမျက်နှာကိုကြုတ်မမြင်ချင်ဘူးဗျာတရန်အထည်ကျုံစိတ်အောင်ပိုင်ရှင်ဦးသက်နောင်နဲ့အလုသမားလေးပွင့်မော်ဦးရဲ့မင်္ဂလာအိတ်ခံပွဲကြီးဟာစီရိုနာဟိုတယ်ကြီးမှာစီကားစွာကျင်းပခဲ့သလိုပွင့်မော်ဦးရဲ့ရက်ကွက်လူရန်စားများအတွက်မဟာတန်ဤဒုက္ခကျောင်းတော်ကြီးမှာထပ်မံကျင်းပခဲ့ကြပါတယ်။သူမရဲ့ဖခင်နဲ့မောင်တွေဟာတင်ငန်းကျုံးမှာရှိတဲ့လုံချင်းအိမ်ကြီးကိုရောက်ရှိသွားခဲ့သလိုသူမဟာလည်းဦးသက်နောင်ရဲ့ပန်းလိုက်အိမ်ယာမှာရှိတဲ့လုံချင်းအိမ်ကြီးကိုရောက်ရှိသွားခဲ့ပါတယ်။ဒီနေ့ဒီညဟာ၎င်းတို့နှစ်ဦးရဲ့မင်္ဂလာဦးညဖြစ်တယ်လို့ဦးသက်နောင်တယောက်စိတ်လှုပ်ရှားမှုလွန်ကဲနေခဲ့တယ်။ပွင့်မော်ဦးဟာအဝတ်စားများလဲပြီးနောက်မင်္ဂလာကရင်ကြီးထက်ကြောက်ရွံ့လိုငငူကြီးထိုင်နေမိတယ်။ဟေးပွင့်မော်မျက်နှာလည်းမကောင်းပါလားကွာနေမကောင်းလို့လားယင်ဦးသက်နောင်ကသူမနှစ်ပေဝင်ထိုင်ရင်ကျင်နာစွာမေးလိုက်တယ်။အိုးမဟုတ်ပါဘူးတထေးရဲ့အဖေနဲ့မောင်တွေကိုတတိယပြီးတော့ထိုင်နေမိတာပါ။ကျမဘာလုပ်ပေးရမလဲ။ဦးသက်နောင်ကသူမရဲ့နှစ်ဖူးပင်မှာရှိတဲ့ဆန်စားတွေကိုတရုတ်တရတက်တန်ပေးဘာမှလုပ်ပေးစရာမလိုပါဘူးကွယ်။ကို့နားလဲပေးရင်တထေးလို့မခေါ်နဲ့နော်။အကိုလို့ပဲခေါ်ပေးပါ။တကယ်တော့ကိုပွင့်မော်ကိုပြစရာရှိရဲ့။ဦးသက်နောင်ကအဲ့လိုပြောပြီးဂရင်ကောင်းရဲ့အံဆွဲကိုဆွဲဖွင့်လိုက်တယ်။ဟန်ဆက်တစ်လုံးက၎င်းရဲ့လက်ထဲပါလာတယ်။၎င်းကဟန်ဆက်ရဲ့ profile ကိုဖွင့်လိုက်ရင်ဒီမှာကြည့်ပါအောင်ပွင့်မော်ကိုပွင့်မော်ကိုဘလောက်ရိုးတော့ခဲ့တယ်လဲဆိုတာအဲ့လိုပြောပြီးတော့ဟန်ဆက်ကိုသူမရှိပြတာတယ်။အိုးကြည့်စမ်းမအောင် profile ထဲမှာသူမပုံနေကြီးပါလား။သူမဆက်ချုပ်နေတဲ့ပုံနေထမင်းစားတဲ့ပုံနေအလုတ်ကိုအဝင်တကားကပုံနေမှအများကြီးပဲ။ဦးသက်နောင်ရဲ့ယူသွမှုကိုသူမမျက်လုံးပြူရင်အံ့ဩသွားမိတယ်။ကဲရုံပြီလားပွင့်မော်ကိုကပွင့်မော်မသိကြတဲ့ကကြိတ်ပြီးတော့ဆွဲလန်းခဲ့သူဟာကိုရဲ့အားလက်ချင်တိုင်းပွင့်မော်ရှိရဲ့နေရာသွားပြီးတိတ်လေးဓာတ်ပုံတွေရိုက်ခဲ့ရတယ်။အိမ်ပြန်ရောက်ရင်ဒီပုံလေးတွေပြန်ကြည့်ပြီးတော့စိတ်ကူးရင်အလွမ်းဖြေခဲ့ရတာညတိုင်းမှာပဲ။ဒီနေ့တော့ကိုရဲ့စိတ်ကူးတွေတကယ်ဖြစ်သွားခဲ့ရပြီ။ကိုသိချရတဲ့သူကိုဘေးမှထားပြီးတော့အိတ်ဆက်ရမယ့်အတွက်ကိုရဲ့မနက်နိုးထခြင်းဟာတိတ်ကိုပြည့်စုံသွားပြီပွင့်မော်ရဲ့ကျေးဇူးတင်ပါတယ်ကွာဦးသက်နောင်ကအဲ့လိုပြောဆိုပြီးသူမရဲ့အကိုလေးကိုထွေးပွေလိုက်တယ်သူမတကောလုံးအသက်ရှူကြက်မတက်ခံစားလိုက်ရတယ်သူမရဲ့နှဖူးပြင်ကိုဖွားဖွားလေးနမ်းရှိုက်ဖို့ပြန်လိုက်ချိန်မှာတော့ဟောအိမ်ဖုံးကဒီချိန်ကြီးဘသူပါလိမ့်ကွာရတယ်အကိုကျမသွားကြိုက်လိုက်မယ်နော်အကိုအောက်ထပ်မစင်းပါနဲ့တော့ပွင့်မော်ဦးဟာဦးသက်နောင်ရဲ့ရင်ခွင်တွင်းကလွန်မြောက်ခွင့်ရတော့မှအသက်ရှူချောင်းသလိုခံစားလိုက်ရတယ်သူမအောက်ထပ်အိမ်ကန်စီခတ်တွတ်ဆင်းခဲ့မိတယ်ဟယ်လိုပြောပါရှင်သူမအတန်ပြူလိုက်တဲ့အချိန်မှာပဲတစ်ဖက်ကအတန်ကိုကြားလိုက်ရတယ်မချောင်းအောင်လာခဲ့အရေးကြီးတယ်အခုလာတော့မှဘာမှပြန်မမင်းနဲ့ဒါပဲနော်မမောင်ရဲ့အတန်သူမဖုန်းခွက်ကိုချရင်းနဲ့ရင်ထိတ်သွားမိတယ်အချိန်မတော်ကြီးသူဘာလာလုပ်ပါလိမ့်ပြီးတော့ချောင်းအောင်လည်းလာခိုင်းနေတယ်ငါဘာလုပ်ရမလဲမတော်ရင်လည်းသူပြဿနာရှာအောင်မယ်စိတ်ညစ်ဖို့ကောင်းလိုက်တာရှင်
အတွင်းနဲ့တူသူမအိမ်တကားကိုအသာဖွဲပြီးခတ်တုတ်တုတ်ထွက်ခဲ့တယ်။ခြံတကားဝရောက်တော့မောင်ချစ်သေးရဲ့လား။ဒါအောင်မီးဖို့ခေါ်တာလားမောင်။မင်းပြောတဲ့အရေးကြီးတာကိုပြောပါ။အကိုသိသွားရင်မကောင်း။ဟုတ်ပြီ။မောင်ပြောတဲ့အတိုင်းလာရဲဆိုတော့မောင်အပေါ်မှာအရင်လိုချစ်စေလို့မှတ်လိုက်မယ်နော်။ရော့မောင်ကိုဒါလာပေးတာ။မမောင်ကစက်ကူနေထုတ်ထားတဲ့လက်မဝက်တာအထုပ်လေးကိုကမ်းပေးတယ်။သူမအကြောင်းကြီးကြည့်နေစမ်းပါပဲ။သူကအနားကပ်ပြီးတော့လေတံတီးတိုးပြောလာတယ်။သူမမျက်လုံးပြူသွားရင်ဟဲဖြစ်ပါမလားမောင်။မကြောက်တယ်။မသူ့ကိုမချစ်ဘူးမဟုတ်လား။ဘာအန်နေမှမရှိဘူးမရ။ကဲမပြောင်းရင်တော့အချိန်မရှိဘူး။မောင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ထား။သွားပြီ။မမောင်ကအဲ့ဒီလိုပြောပြီးတန်တကားရဲ့တန်တိုင်းတွေကြားကနေသူမမျက်နှာကိုရွှက်ခနေနှမ်းလျှောက်လိုက်တယ်။ပြီးတော့မောင်ရိတ်ထဲကိုလစ်ခနေပြေးဝင်ပြောက်ကွယ်သွားတော့တယ်။ပွဲမောင်ဦးတယောက်တုံရီနေတဲ့ခြေလမ်းတွေနဲ့အိမ်ကြီးတွေကိုပြောင်းဝင်ခဲ့တယ်။မမောင်ပေးတဲ့အထုပ်လေးကဘာများပါလဲ။ဘာကြောင့်အန်ရမရှိဘူးလဲပြောသေးတယ်။ဒီလိုစီစဉ်ခိုင်းပါလေ။အတွင်းများနဲ့အိတ်ခမ်းကြီးကိုပြောင်းဝင်ခဲ့မိတယ်။ဘယ်ရောက်ဖုန်းလဲပွဲမောင်။ဦးတန်းတော်ကအိယာဘော်ကနေနှထင်းကိုလက်ချောက်ရင်လှမ်းမိတယ်။ဘာဖြစ်လို့လဲအကိုခေါင်းကိတ်လို့လား။ဟုတ်တယ်ကွာ။အဲ့ကံပွဲမာတွေကကိုက်နေတာ။ဒါဆိုကျမလူပြန်တော်ဗရက်များကိုတမြာသီးနဲ့ဖျော်ပေးမယ်နော်။ဖုန်းကအဖေစီကလာတာပါ။ဘာမှတော့မဟုတ်ပါဘူး။သူတို့အစဉ်ပြေချောင်းပြောပြတာပါ။ကျမသွေးစည်းသွားဖျော်လိုက်မယ်နော်။သူမအဲ့လိုပြောပြီးတော့အောက်ထပ်ကိုပြန်ဆင်းခဲ့တယ်။မိဖို့ခန်းထဲရောက်တော့သွေးစည်းကိုအမြန်ဖျော်လိုက်တယ်။ပြီးတော့မမောင်ပေးတဲ့အဆက်ကူတုံးလေးကိုဖြည့်ပြီးသွေးစည်းတဲ့ကိုရောထိုက်လိုက်မိတယ်။ပြောင်မောက်လို့အမုံတွေဟာဘာရီမှမသိပေမဲ့ဦးတန်းနောင်ကိုမချစ်ခင်တဲ့သူမမောင်ခိုင်းနေတဲ့အတန်လှုပ်လိုက်မိတယ်။အိတ်ခမ်းနဲ့ပြန်ရောက်တော့ဦးတန်းနောင်ဟာသွေးစည်းခွက်ကိုလှမ်းယူပြီးတော့မော့တောက်လိုက်တယ်။လေချောင်းနဲ့ဆေးဝင်သွားတာနဲ့ခေါင်းကြည့်သလိုခန်းစားလိုက်ရတယ်။ကျေးဇူးပါပွင့်မော်ရဲ့။ဘလို့လဲမမောင်ငါလှုပ်ပေးလိုက်တာအဆင်ပြေရဲ့လားကွာ။မမောင်တယောက်လက်ဖေးရည်ဆိုင်ထိုင်နေစဉ်ပခုံးပုတ်အမေးခံလိုက်ရတာကြောင့်ကြောင်သူတော်ကြီးဆိုတာသိလိုက်တယ်။ဒါကြောင့်ထိုင်ပြဦးကြောင်ကြီးဟိုတခါခမည်းကျုပ်ကိုဘီယာတိုက်ခဲ့တော့ကျုပ်ကလက်ဖက်ရည်ပြန်တက်ရမှာပေါ့။ဟေးဒီလိုလားကွာအကုန်ကြများနေပါမယ်။ဘာပဲဖြစ်ဖြစ်ထိုင်ပြီဟိ။ဘိုက်ပြေဖို့အရေးကြီးတယ်ကွာ။ကြောင်သူတော်ကြီးကဖြင်လွယ်အိတ်ကြီးကိုခုံလို့ပေါ်တင်ရင်ထိုင်လိုက်တယ်။ကဲစပွဲတို့ကောင်လေးရှိတာအကုန်ချဆန်းကွာ။တကားရှိရင်ကြောင်ကြီးတို့ကဘိုက်ပေါအောင်စားပြီးပဲဟိ။မမောင်ကလက်ဖက်ရည်ကိုတကုံမြောက်တောက်လိုက်ပြီးတဲ့အခါကျုံမနက်ကမဦးစီဖုန်းဆက်ကြည့်ရဲ့ဗျ။ဘဲဆိုးလို့လဲခမားစေးစွမ်းကြောင့်ကြုတ်ချစ်သူကလင်ရပေမဲ့အပြိုရီမပြတ်သေးဘူးဗျ။ကျေးဇူးပဲဦးကြောင်ကြီးဟာ။သူကအဲ့လိုပြောလိုက်ပေမဲ့ကြောင်သူတော်ကြီးကတုံ့ပြန်မှုမရှိပဲစပွဲတို့ကိုသာမျှော်ကြည့်နေရှာတယ်။ပြောတာကြားရလားဗျဦးကြောင်ကြီးက။ဟေးကြားပါရဲ့ကွ။ဘိုက်ဖြေပြီးမှစကားပြောရအောင်ကွာ။ငါဘိုက်ဆိုင်စားရမှာကွ။တက်နိုင်တယ်လူပဲဗျာ။ခုနာလာတော့အစင်ပြေးရလားမင်းနေပြီးမှခမရတော့ငကြီးကြတာပဲ။ကျောင်းသူတော်ကြီးကသူ့စကားကြောင့်ခေါင်းလှည့်ပြီးတော့မျက်မှောင်ကျုံကြည့်တယ်။ဟောက်ကောင်ရထောင်တန်တဲ့စကားဆိုတာမင်းမကြားဘူးလား။ခုချိန်မှာငါမင်းရဲ့ဆရာကြီးကွ။ဆရာကိုအငတ်လို့မပြောရဘူးမှတ်ထားစမ်း။ဒီချိန်မှာပဲစပွဲရိုးလေးကလက်ဖက်ရည်ရှမ်းခောက်ဆွဲနန်းကြီးတုပ်တွေလာချပေးတယ်။ကျောင်းသူတော်ကြီးဟာစားတောက်ဖွေရတွေကိုမိန်ရှက်စွာစတင်စားတောက်တော့တယ်။ဖိဖိစပါဆရာကြောင့်ရင်တော်ကြဇဘိုးနေပြီးတော့ဆရာသေးလို့တပည့်မျက်နှာငယ်နေရပါမယ်။စားဖိဖိစားလုံရင်ထပ်မှာပေးဦးမယ်နော်။ကျောင်းသူတော်ကြီးကသူ့စကားကိုခေးမဆိုင်ပဲအတုပ်နှစ်ပွဲကိုခဏချင်းကုန်အောင်စားပစ်လိုက်တယ်။ထိတ်ရုံမလားဆရာကြောင့်တပည့်မှာပေးမယ်လေ။မမောင်ရိပ်ရွဲ့မိန်လိုက်တဲ့စကားကိုကျောင်းသူတော်ကြီးကလက်ဖက်ရည်စိမ့်ခံတောက်ရင်လက်ကပြတယ်။လုံတော့ပြီးတပည့်ကခဏနေငါ့ကိုပြုစုမဲ့တပည့်ရှိသေးတယ်။ခရီးဆရာမမို့ဗိုက်ချန်ထားရအောင်မယ်။ကဲဒါဆိုလဲကျုပ်ကိစ္စပြောဦးလေဗျာဒီလိုရှိရဲ့မမောင်ရငါဟာငါ့ရဲ့၄ယောက်မြောက်ဇနီးဆုံးပြီးကြတဲ့ကအချိန်အားဖြင့်လွန်ခဲ့တဲ့3နှစ်လောက်ကလေးကပေါ့ကွာငါဟာ3နှစ်လုံးအနေနဲ့အရရက်လှည့်ပြီးတော့ပြရရှုံမှော်ဝင်အင်းနဲ့တခြားသောအောက်လန်းပညာရဲ့အချို့ကိုကျင့်ကြံအားထုတ်ခဲ့တယ်ငါရဲ့ပညာရပ်တွေကိုလည်းအစွမ်းရှိမရှိနေမျိုးစုံမှာစတက်ခဲ့တယ်အေးဒီလိုပြောင်းတိတ်နေမှာပဲမင်းနဲ့ဘီယာဆိုင်မှာတွေ့ပြီးမင်းရဲ့အဖြစ်ကိုသိလိုက်ရတဲ့အတွက်တိတ်ချစ်တဲ့အချစ်သူနှစ်ယောက်ပြန်ပေါင်းပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ကူညီပေးခဲ့တာငါပေးလိုက်တဲ့အစီရင်ပြောင်မုတ်တွေကမင်းရဲ့မမဟာသူ့ယောက်ျားကိုအလိုရှိရာကြိုးဆွဲနိုင်စေမယ့်အစီရင်ပဲကွာပြောင်မုတ်အားလုံးသူ့ကိုယ်ထဲဝင်သွားပြီဆိုတာနဲ့သူဟာမင်းရဲ့မမပြောဆိုသမျှကြိုးဆွဲရာကပေးရမယ့်ရုပ်သေးရုပ်လေးဖြစ်သွားလိမ့်မယ်
ဒါပေမဲ့တခုရှိတာကအစီရင်ပြမုတ်တွေကိုနည်းနည်းချင်းကိုရဲဝိအောင်လုပ်ရမယ်တခါရီအားလုံးတိုက်လိုက်လို့မရဘူးကမင်းသူ့ကိုတေချာသတိပေးထားကွာကဲငါလည်းတပည့်တယောက်စီသွားရမှာမို့သွားပြီကွာမင်းရဲ့ကိစ္စလုံးဝအောင်မြင်ငါ့ကိုကျေးဇူးဆက်ဖို့မမေ့နဲ့ကွာငါသွားပြီပွင့်မော်ဦးတယောက်ညနေစာချက်ပြုတ်ပြီးခြံနေစင်ပန်းမိရေလောင်းနေလိုက်တယ်ဟောင်းတန်ကြောင့်ခြံဆောက်အဖိုးကအလင်းအမြန်ချက်လက်ကားကိုပြေးဖွင့်လိုက်တယ်ဦးတက်နောင်ကကားမှန်ချပြီးတော့ပွင့်မော်ရောဦးလေးရှိပါတယ်ဆရာကြီးပန်းချံနေမှရှိပါတယ်ဦးတက်နောင်ကကားကိုပန်းချံရှိရက်ခိုင်းလိုက်ပြီးဆင်းလိုက်တယ်ဘာရီလုံးနေရလဲပွင့်မော်ဒါရီကမာလီလုံးရမယ့်အလုပ်ပါအိမ်ထဲမှာဆက်လောင်းကြည့်ရင်နားနေပါလားကွာပြောဆူသူ့မခါကိုဆွဲဖက်လိုက်တယ်ပွင့်မော်ဦးကရေပိုက်ကိုချလိုက်ရင်တီဗီပဲအမြဲကြည့်နေရတော့လဲညင်းငွေတာပေါ့အကိုရဲ့အညာပြေရေလောင်းနေတာပါအကိုထမင်းရင်စားမလိုက်ရင်ကျမသွားပြင်လိုက်မယ်နော်သူမမိလိုက်တဲ့အခါဦးတန်းတော်ဟာမျက်မှန်အောက်ကမျက်လုံးတွေနဲ့သူမကိုကျင်နာစွာပြုံးကြည့်နေရှာတယ်ကိုတော့မိမရတာတိတ်ကိုကံကောင်းတာပဲကွာပွင့်မော်ကအစင်းရောအချင်းမှာပြည့်စုံတဲ့မိန်းကလေးပါတေဆုံးသွားတဲ့ကိုမိဘတွေသာသိရင်တိတ်ကိုဝမ်းသာကြရှာမှာပွင့်မော်ကဇနီးဝတ်တရားကြည်တာကိုသိပါတယ်ဒါပေမဲ့ပွင့်မော်ဘွားလေးဟာတစ်သက်လုံးမောပန်းခဲ့ရပြီပဲကွယ်ထမင်းချက်ကြီးရှိနေတာပဲပွင့်မော်ရင်အပင်မခံမနေလားကွာအော်ရပါတယ်အကိုရဲ့မြစ်တောင်နားလေပါတယ်ကျမကိုယ်တိုင်ကအလုံးမလုပ်ဖဲမနေတတ်လို့ပါဟုတ်ပါပြီကွာအော်ပွင့်မော်ဈေးဝယ်တွေဘာတွေသွားကျင်လာရင်ကိုရီချိုးပြီးတော့လိုက်ပို့ပေးမယ်လေဦးတက်နောင်ရဲ့အမေကြောင့်သူမခေါင်းခိုင်ရမ်းမိတယ်ဟင်းချက်စရာလည်းအပြည့်ရှိရဲ့အကိုအဝယ်စားဆိုလဲအကိုဝယ်ပေးထားတာတော့များနေပါပြီအလကငွေဖြုံးတဲ့အလုပ်တွေကျမမလုပ်တတ်ပါဘူးအကိုရဲ့ဦးတက်နောင်ကသူမကိုသဘောကျကျေနပ်စွာပြုံးကြည့်ရင်အိမ်ကြီးထဲဆွဲခေါ်ခဲ့တယ်ကိုရီချုံးမယ်ပွင့်မောင်ပြီးမှအတူတူထမင်းစားကြတာပေါ့အဲ့ဒီလိုပြောရင်းနဲ့ဦးတက်နောင်ကအပေါ်ရက်ကိုတက်ခဲ့တယ်အဝေများချုပ်ပြီးတော့မျက်နှာတုပ်ပေါ်ကပတ်ရင်ရေချိုးခန်းနဲ့ဝင်ခဲ့လိုက်တယ်ပြီးတော့ရေချိုးစလုံးရှိရေဘားကိုဖင်ပြီးတော့စက်ပြားရီဘားကိုပါလှည့်လိုက်တယ်ရေတဝက်လောက်ပြည့်တဲ့အခါစလုံးနဲ့ဝင်ပြီးတော့ရေစိမ်လိုက်တယ်ဦးတက်နောင်တယောက်စက်ပြားမုတ်တွေနဲ့ကိုပုတ်တိုင်ရင်ဇနီးတဲ့ရဲ့မျက်နှာလေးကိုမြင်ရောက်လာတယ်မင်္ဂလာဆောင်ပြီးတော့10 ရက်ပြည့်တော့မယ်အခုဒီငါလူပြိုရင်မပြတ်သေးသလိုပွင့်မော်လည်းအပြိုစင်ပဲရှိသေးတယ်ငါတော်တော်အသုံးမကျတဲ့ကောင်မင်္ဂလာဦးညကလေးကခေါင်းမူးလို့သွေးစေးတောက်ပြီးအိတ်သွားခဲ့နောက်ညတွေလည်းဒီလိုပဲအိတ်ရတဲ့ရောက်လို့ပွင့်မော်ကိုဖတ်အိတ်လိုက်တာနဲ့ငါအိပ်ပျော်သွားရတယ်ဘာပဲဖြစ်ဖြစ်ငါဒီညတော့စူးစမ်းရမယ်မိမရပြီးတော့လူပြိုဖြစ်နေတာငါတောက်သုံးမကျလို့ပဲဟုတ်တယ်ဒီညစူးစမ်းရမယ်ကွဦးတက်နောင်ဟာအတွေးနဲ့မျက်လုံးမိရင်ကျင်းနဲ့စွာရေမောလိုက်မိတယ်ပဲ့တင်တန်လို့ကြားလိုက်ရတဲ့ရေတံကြီးကြောင့်သူ့စက်ခနဲ့မျက်လုံးဖွင့်လိုက်တယ်ဟာငါရေးလိုက်တာဒီလောက်မကျေပါဘူးဘာလို့အတန်ဟိမ့်ထွက်သွားရတာလဲငါပွင့်မော်ကြောင့်တွေးရင်းနဲ့စိတ်ထွင်သွားတာပဲဖြစ်ရမယ်အတွေးနဲ့အတူရေစလုံးရဲ့အပေါက်ကိုဆွဲဖွင့်လိုက်တယ်စက်ပြရည်တွေကုံသွားတော့မှရေပန်းအောင်ဝင်ပြီးတော့ရေကိုတဝကြီးချိုးပစ်လိုက်တယ်ရေပန်းအောင်ရေဝင်ချိုးနေစမှာပဲရေချိုးစလုံးကိုကာထားတဲ့ပလတ်စတစ်လိုက်ကာစလူတယောက်ဆွဲဖယ်လိုက်တယ်လို့အတန်ကြားလိုက်ရတယ်ဒါကြောင့်မျက်နှာပေါ်ကစက်ပြားတွေကိုအမြန်ဆေးကြောရင်လှည့်ကြည့်ဖို့ပြင်လိုက်တယ်။တစ်ချိန်တည်းမှာပဲသူ့အနောက်မှာတစုံတစ်ယောက်ရက်နေသလိုရောက်လာသလိုကြီးခံစားလိုက်ရပြန်တယ်။သူဟာရေကောင်းကိုလှည့်ပိတ်ပြီးတော့နောက်ကိုဆက်ခနေကြည့်လိုက်တယ်။သူကလည်းဘယ်သူမှမရှိတဲ့ရေချိုးကန်း။ဒါကြောင့်စိတ်ပြတ်စွာခေါင်းခါရမ်းလိုက်ရင်ငါတော့မိမကိုစိတ်ကိုရင်ပြီးတော့ယူနေပြီထင်တယ်။ဟာဘယ်သူမှမရှိပဲစိတ်ကခြောက်ချာနေတာ။ပွင့်မော်ဒီခန်းနဲ့ရောက်လာသလိုပဲ။အဲ့ဒီလိုရေရောပြီးတော့တပတ်ကိုဆွဲယူပြလိုက်တယ်။နေရကငှက်နာရီမှာအုပ်အောတွန်တန်ကြောင့်နိုင်စီကိုလှမ်းကြည့်ရင်းနဲ့ဟာည10 နာရီတောင်ထိုးနေပြီကွကိုရိုအိတ်ကြရအောင်ပွင့်မော်ဦးတက်နောင်က LCD TV ကြီးရဲ့ remote ကိုပိတ်လိုက်တယ်အိပ်ရမယ်ဆိုတဲ့အသေးကြောင့်သူမကိုလီဆက်ခင်းတုံသွားတယ်မမောင်ပေးတဲ့အမှုန့်စီစွမ်းကြောင့်ယနေ့ထိတက်တာရနေပေမဲ့ဘယ်နည်းထိတ်တိုက်တွေ့ရမလဲဆိုတာတွေးရင်းနဲ့ရင်တွေခုန်သွားရတယ်ဦးတက်နောင်ကထိုင်နေရာကထိုင်ရင်သူမကိုဆွဲထူလိုက်တယ်သူမရင်ထိတ်စွာပဲအပေါ်ရဲ့အိတ်ခမ်းစီကိုလိုက်ပါလာခဲ့ရတယ်အကိုသွေးစည်းတောက်အောင်မလားရင်ဖြောက်ပေးမယ်လေဦးတက်နောင်ကလက်ကပြပြီးတော့အိယာပေါ်လှေချလိုက်တယ်နေပွင့်မော်ကိုမတောက်တော့၎င်းဟာအဲ့လိုပြောရင်းနဲ့သူမရဲ့ကိုအိယာပေါ်ဆွဲချလိုက်တယ်သူမဦးတက်နောင်ရဲ့ရင်ခွင်ထဲမထင်မှတ်ပဲရောက်သွားတော့တယ်ပွင့်မော်ကိုစိတ်ဆိုးနေမှာပဲနော်မင်္ဂလာဦးညကလေးကကိုဘက်ကတာဝန်မကျေသလိုဖြစ်ခဲ့ရတယ်ဦးတက်နောင်ပြောဆိုရင်းနဲ့သူမရဲ့ပါပင်ကိုလမ်းရှုပ်ဖို့ကြိုးစားတယ်
သူမလက်နဲ့အသာကစီလိုက်မိတယ်။ဟုတ်လေအဲ့ဒီလိုလည်းမတွေးပါနဲ့အကိုရဲ့ကျမအကိုရဲ့ဇနီးပဲဟာကျမစိတ်ထဲဘာမှမရှိပါဘူး။အကိုဘာမှမစဲစားပါနဲ့နော်။ပွင့်မော်ကလေကိုတက်ဆိုအမြင်အလိုက်တည်တယ်နော်။ဒါကြောင့်ကိုပွင့်မော်ကိုမခွဲနိုင်အောင်ချစ်မိသွားတာ။ကဲဒီလောက်တော်တဲ့ချက်ဇနီးလေးကိုပေါဆူကောင်းကောင်းချပေးရတော့မှာပေါ့။ဦးတက်နောင်ကသူမရဲ့ပါပြင်ကိုဇွတ်နှမ်းရှိုက်ရင်သူမကိုပေါ်အုပ်ဆိုးလာတယ်။ပြီးတော့စင်ငါနမ်းရှိုက်လာတယ်။သူမဘာလို့ဘာတွေးရမှန်းတော့မသိအောင်ဖြစ်သွားရတယ်။ဦးတက်နောင်တယောက်စိတ်တိုင်းကျနမ်းရှိုက်နေရကရက်သွားပြီးဆက်ခနေကိုနောက်ဆုတ်သွားတယ်။၎င်းရဲ့အထိတ်လန့်ဟန်နဲ့မျက်လုံးအစုံကိုကြည့်ရင်သူမဘာဖြစ်တာလဲအကို။တက်နောင်အိပ်ရပြီးလက်ညှိုးထိုးရင်ဟိုလေအခုနောက်လိုက်နေပွင့်မော်ကိုနမ်းနေတော့ဒီမှာမိန်းမတယောက်ထိုင်ကြည့်နေသလိုခန်းစားလိုက်ရတယ်။သူမဟာအိပ်ရပြီးကိုလှမ်းကြည့်မိလိုက်တယ်။ဘယ်သူမှမရှိပါဘူးအကိုရဲ့အကိုစိတ်မြင်မှတာတူပါရဲ့။လိန်လုံးညီထွေပြောလိုက်ရတယ်။ဦးတက်နောင်လည်းမျက်လုံးစုံမိတက်ပြင်းချရင်သူမကိုဖတ်တွေလိုက်ပြန်တယ်။သူမဟာမျက်လုံးမိတ်ရင်ထိတ်စွာနဲ့ဖျားတနေမိတယ်။ဒီချိန်မှာပဲကိုပေါ်ခြုံလန်းထားတဲ့ဆောင်ဟာတဖြည်းဖြည်းအောက်လျှော်ကျသွားသလိုခန်းစားလိုက်ရပြန်တယ်။အဲကွန်းရဲ့အချမ်းစိတ်မှုကြောင့်ဦးတက်နောင်ဟာလက်တစ်ဖက်နဲ့အသာဆွဲယူလိုက်တယ်။ဒါပေမဲ့အဆောင်ကိုပြန်ပြီးတော့အဆောက်ဆွဲခြင်းခံလိုက်ရတာကြောင့်ဆက်ခနဲ့လှည့်ကြည့်လိုက်မိတယ်။မျက်နှာတစ်ခုလုံးတရားဘလဘပေါ်မှာသွေးစည်းချောင်းတွေနဲ့သပင်ဖိုးရဖာရမိန်းမတယောက်သူတိတ်လန့်သွားပြီးတော့အာငနေအော်ဟစ်ကအိယာဘောကခုန်ဆင်းလိုက်မိတယ်။ဘာဖြစ်တာလဲအကို။ဘာဖြစ်လို့လဲ။ကျမရင်တုံလိုက်တာ။ဟိုမှာတရားရီနဲ့မိန်းမကြီးကြောက်တယ်အကိုကြောက်တယ်။သွေးရမ်းဖြစ်နေတဲ့ဦးတက်နောင်ကိုကြည့်ရင်းနဲ့သူမဝေခွဲမရအောင်ဖြစ်သွားတယ်။သူညွန်ပြရကိုကြည့်ပြန်တော့လဲဘာမှမရှိဘူး။ကဲအကိုအရန်ကိုစိတ်ပင်ပန်းနေပြီ။ကျမသွေးစည်းဖြော်ရင်မှရတော့မယ်။အကိုခဏလေးစောင့်တော့။သူမစကားကိုဦးတက်နောင်ကခေါင်းရမ်းပြီးကိုကြောက်တယ်ကိုမနေရဲဘူးဟုတ်ပါပြီအကိုမနေရင်အောက်ထပ်လိုက်ခဲ့နော်အဲကမှ TV ကြည့်ရင်စောင့်နေပါကျမစီးဖြော်လိုက်မယ်နော်ဦးတက်နောင်ကဘာမှမငြင်းဆန်ပဲအောက်ထပ်ကိုသူမနောက်ကကောက်ပေါင်လိုက်ပါလာတယ်သူမ TV ဖွင့်ပြီးဆိုဖာဆက်တီပေါ်မှာသူ့ကိုထိုင်စေခဲ့တယ်မိဖို့ခန်းထဲဝင်ပြီးတော့သွေးစည်းကိုတံမြာရည်နဲ့ဖြော်ရင်မမောင်ပြီးရဲ့ဆေးမုံကိုပါခတ်လိုက်တယ်ဒီဆေးမုံလေးကြည့်ရတာလဲပြာမုံနေလို့ပဲမမောင်ဘာတွေများလုပ်နေသလဲငါဘာမှလည်းမသိရဘူးအိုးဘာဖြစ်ဒီမုံတွေကငါ့အတွက်အသုံးဝင်နေတာပဲငါမအိတ်ချင်တဲ့ယောက်ျားနဲ့ခုထိမအိတ်ဆက်ရအောင်ဒါဟာဆွေးမို့ဆမ်းမယ်မမောင်ကိုကျေးဇူးတင်ရမယ်အတွေးနဲ့အတူသူမကျေနပ်စွာပြုံးလိုက်မိတယ်နောက်တနေ့နေ့မှာတော့ဦးတက်နောင်တယောက်တီယန်အထက်ကျုံးစိတ်ုံစီထွက်လာရင်အချိန်စောနေရကတကြောင်စိတ်မကြည်လင်မှုကတကြောင်ဖြစ်နေတာမို့စားတောက်ဆိုင်တစ်ခုစီကိုကားကိုဦးလှည့်ခိုင်းလိုက်တယ်။ပန်ကီမန်ကာရက်ခိုင်းပြီးတော့နာမည်ကြီးစားတောက်ဆိုင်စီခြေလှည့်လိုက်တယ်။ဆိုင်ထဲရောက်ပြီးတော့အကောင်းစားအရက်ပလဲတစ်လုံးနဲ့ဈေးအကြီးဆုံးအမီးတွေကိုမှာယူလိုက်တယ်။10မိနစ်လောက်အကြာမှာပဲမှားတဲ့အရာအားလုံးသူ့ရှိရောက်လာတယ်။သူဟောင်းအရက်ကိုတပတ်ထိလိုက်မော်တောက်လိုက်အမီးစားလိုက်နဲ့လောကစီစဉ်ခန်းစားနေမိတယ်။ဒီချိန်မှာပဲဟိတ်ကောင်တက်နောင်ကြီးမင်းလည်းစိတ်ညစ်စရာမရှိငါစီဖုန်းကိုမဆက်ဘူး။မင်းသိโอเคနေလားတက်နောင်ကြီးကရုတ်တရက်ကြားလိုက်ရတဲ့အတန်နဲ့တူသူ့ရှိစပွဲမှာဝင်ထိုင်လိုက်တဲ့မျက်နှာကြောင့်သူ့အံ့အားသင့်သွားတယ်။ဟာရန်နိုင်မင်းဒီဆိုင်ဘလို့ရောက်လာတာလဲကွာဟေးဧည့်သည်နေချိန်ထားလို့ကွာဒါနဲ့ငါရန်ကုန်ရောက်တာနဲ့မင်းမင်္ဂလာဆောင်တဲ့တင်ကြားရတယ်။မင်းကွာငါ့ကိုအကြောင်းတောင်မကြောက်နေနိုင်လိုက်တဲ့ကောင်ဦးရနိုင်ကအပြစ်တင်စကားဆိုရင်အရက်ခွက်ထိန်ငှက်လိုက်တယ်။မဟုတ်ဘူးရန်နိုင်ကငါအတွက်နဲ့မင်းနေရနေတကူးတကလာရမှာစိုးလို့ပါကွာငါခုအရန်စိတ်ညစ်နေတယ်ကွာသူစကားကြောင့်ဦးရနိုင်ဟာအရက်ကိုတစ်ချက်တောက်လိုက်ပြီးဟေးမင်္ဂလာဆောင်တာတလားတောင်မပြည့်သေးတဲ့လူကဘာစိတ်ညစ်စရာရှိမလဲကွာမင်းအလုပ်ကိစ္စကြောင့်လားဘာလဲမင်းရဲ့စက်ရုံကပြဿနာတစ်ခုခုများရှိလို့လားကွာမဟုတ်ဘူးကွာစက်ရုံမှာကအားလုံးအဆင်ပြေတယ်အဆင်မပြေတာငါပဲကွာငါပြောရင်မင်းမရဲနဲ့နော်ငါခုချိန်ဒီမင်္ဂလာဦးညအောင်မကြော်ဖြတ်ရသေးဘူးကွာဦးတက်နောင်ရဲ့မျောလက်မထားတဲ့စကားကြောင့်ဦးရနိုင်တယောက်မျက်လုံးပြူးသွားတယ်ဟဲ့ကောင်မင်းကောင်နောက်နေတာလားကွာမင်္ဂလာဆောင်ပြီးလူပြိုကြီးဖြစ်နေတာမင်းအတုံးမကြလို့ဖြစ်မှာပေါ့ဒါမှမဟုတ်မင်းမမကြောက်လိုက်ငါမိမကြောက်တော့မဟုတ်ဘူးကွာမင်္ဂလာဦးညကလေးကဒီနေ့ထိငါအိပ်ပျော်သွားတာကြီးပဲမနေ့ညထူးဆန်းနေကွာငါမိမနဲ့အိပ်ဖို့ကြိုးစားနေတော့ကြောက်စရာကောင်းတဲ့မိမတယောက်ရဲ့မျက်နှာကိုအသေးချာကြီးတွေ့လိုက်ရတယ်အဲ့ဒီမျက်နှာကြီးကိုငါတယောက်တည်းတွေ့ခဲ့ရတာကွာ
၎င်းရဲ့စကားကိုဦးရင်နိုင်ကမျက်မှောင်ကျုံရင်နားထောင်ပြီးတဲ့အခါမင်းပြောပုံအရာဆိုရင်မင်းတို့ကြားထဲမှာဝင်နှောက်နေတဲ့မကောင်းဆိုးဝါးရှိရမင်းကွာမင်းအရင်ကမိန်းကလေးတယောက်ကိုများအဆက်တကွဲဖြစ်အောင်လို့တတ်မိတာတို့လုပ်ခဲ့ဘူးလားဟာကွာမင်းကလည်းကြံ့ကြီးစီဟာငါလိုလူကဒီလိုအမှုတွေကျိုးလွန်မလားကွာတတ်မှာလက်ထက်ယူတဲ့မိန်းမတယောက်နေပဲပတ်သက်ဖူးတာကွာဒါဆိုရင်မင်းအပြစ်ကတွေးစရာတော့ဖြစ်နေပြီကွာအေးပါမင်းကိစ္စကိုငါတေချာစဉ်းစားကြည့်ပါဦးမယ်ဟိုမှာငါဧည့်သည်လာနေပြီကွာနောက်မှတွေ့ကြမယ်ကွာဦးသက်နိုင်နေအိတ်ခမ်းထဲမှာတော့မောင်ရင်တိတ်အေးဆိုပြီးတော့ကဲလွန်နေခြံစည်းကိုကြော်ပြီးတော့အိတ်ခမ်းထဲထိရောက်လာရတယ်လို့ခြံဆောင်ကြီးတွေ့သွားရင်ဘယ်လိုလုပ်မလဲပြန်မောင်ရင်နော်ပွင့်မောင်ကခါဖတ်ထားတဲ့မောင်မောင်လက်ထဲကနေရုံးထွက်လိုက်တော့တယ်မပြောင်းဘူးဗျာမောင်ဘလောက်လွမ်းနေလဲဆိုတာသိရလားပိုင်ဆိုင်ခွင့်မရပါနဲ့ပတ်သက်ခွင့်လေးတော့ရှိတယ်မာရဲ့မယာမဒီအိမ်ရောက်မှပို့လှလာတယ်မောင်လေးမောင်ကိုလုံးဝအဆုံးရှုံးမခံနိုင်ဘူးအရင်ချစ်တယ်မယာမောင်ကပျော်ပျော်ဆဆသူမကိုတင်းကျပ်စွာဖတ်တွေ့လိုက်တယ်ပြီးတော့အနမ်းပွင့်နေတပွင့်မီတပွင့်ချွေပေးလိုက်တယ်ပွင့်မောင်ကချစ်ဦးသူရဲ့အနမ်းတွေကိုတပွေးတပိုက်ခံယူရင်းမိန်မောသွားရှာတယ်ဒီချိန်ဦးသက်နောင်တယောက်စားတောက်ဆိုင်ကနေစိတ်ယုံရှိရာသွားနေစဉ်ခေါင်းလေးကတဆစ်ဆစ်ကြိုက်ခဲမှုနဲ့အတူဇက်တွေတအားလေးလံနေတယ်ဒါကြောင့်နှထိန်ကိုလက်နဲ့ဖီးရင်နဲ့ငါဘာလို့ခေါင်းကြီးပွင့်ထမတော့ကြိုက်သွားရတာလဲအရက်များသွားလို့လားသူညီးတွားလိုက်တယ်ဒါအောင်နောက်ကြည့်မှန်ကမြင်သွားတဲ့ဒရိုင်ဘာကဆရာနေမကောင်းလားဆရာစိတ်ယုံသွားလို့ဖြစ်ပါမလားအိမ်ပြန်နားလိုက်ပါလားယင်သူကအစိုးရင်စာမေးလိုက်တယ်ငါခေါင်းသိပ်ကြိုက်နေပြီမင်းပြောတာမှန်တယ်ဒီတိုင်းဆိုရင်အိမ်ပြန်နားမှဖြစ်မယ်မင်းမနေကြအောင်ဖုန်းဆက်ပြောလိုက်ငါမလာဖြစ်ဘူးဆိုတာဟုတ်ကဲ့ဆရာအခုပဲဖုန်းဆက်လိုက်ပါမယ်ဒရိုင်ဘာကကားကိုနောက်ပြန်ကွေရင်ဖုန်းဆက်ပြောလိုက်တယ်ဦးတန်းအောင်တယောက်ခေါင်းကိုလက်နဲ့ဖိရင်တဖြည်းဖြည်းနဲ့ပိုနာကျင်လာသလိုခံစားနေရတယ်ဟေးကောင်ကားရဆန်းစေးဆိုင်ရှိရလိုက်စမ်းဒရိုင်ဘာကလည်းနီးရစေးဆိုင်မှာကားထုတ်ရလိုက်တယ်ဦးတန်းအောင်ပြောတဲ့အတိုင်းအကြိုက်ခဲပျောက်စီနဲ့ရေတဘူးဆင်းဝယ်ပေးလိုက်တယ်ဦးတန်းအောင်ကဆေးကိုအလင်းများတောက်ပြီးမျက်လုံးမိတ်အနားယူလိုက်တယ်တက်တာရဲ့လားဆရာကျွန်တော်ဆေးရုံကိုမောင်းပေးရမလားဒရိုင်ဘာရဲ့အမေကိုဦးတန်းအောင်ကလက်ကပြရင်ဆေးရုံသွားဖို့မလိုပါဘူးအိမ်မရောက်အမြန်မောင်းကွာငါအိမ်ပြန်နားမှဖြစ်တော်မှာအိမ်ရောက်တာနဲ့တပြိုင်နက်ဦးတန်းအောင်ဟာထမင်းစားကပ်ပြေးဝင်သွားတယ်ဟာဘလို့ဖြစ်တာလဲကွာခေါင်းကပ်ယုံနေမကောက်ဇက်တွေပါတိတ်လေးနေပြီဖះငါအုံနောက်သေးကြောများအရက်လုံးပြီးတော့ပြတ်တော်မင်းထင်တယ်သူကထမင်းစားကမ်းမှာရှိတဲ့ဘေးစင်မှာမျက်နှာတက်လိုက်တယ်ပြီးတော့ရေဆိုသွားတဲ့သပင်ကိုတတ်တရင်ဘေးစင်မှန်ကိုကြည့်လိုက်တယ်မှန်နဲ့ရုတ်တရက်မြင်လာရတဲ့အရာကြောင့်လက်ထင်သွေးစောင်းတမတထိတ်လန့်သွားရှာတယ်သူ့စပိုးပေါ်အုပ်စီးခွထိုင်ထားတဲ့မျက်နှာမှာဒဏ်ရာဗလက်ပွားနဲ့တရေမစူးစူးရဲရဲမျက်လုံးကြီးတွေနဲ့ကြည့်နေတယ်သူအကြီးအကျယ်လန့်ဖြန့်ပြီးတော့အာကနေငယ်သားပါအောင်អော်လိုက်မိတယ်ဆရာဘာဖြစ်တာလဲဆရာထမင်းချက်မိန်းမကြီးကအပြေးရောက်လာရင်းနဲ့မေးလာတယ်ထိတ်လန့်စိတ်ကြောင့်တကိုယ်လုံးတုံရီနေတဲ့ဦးသက်နောင်ကကျွန်တော်ဇက်ပေါ်မှာမျက်လုံးမိတ်နဲ့ရေရွတ်လိုက်မိတယ်ထမင်းချက်မိန်းမကြီးကလက်ကောင်းရဲ့ဇက်ပေါ်ကိုလှမ်းကြည့်ရင်နားမလည်နိုင်စွာနဲ့ဆရာဇက်ပေါ်မှာဘာမှမရှိဘူးလေဆရာဘာကောင်းမှမရှိပါဘူးဆရာဘာတွေ့လို့လဲဦးသက်နောင်ကစိတ်လှုပ်ရှားစွာနဲ့မျက်လုံးဖွင့်ကြည့်လိုက်တယ်ဇက်တွေလေးလာနေပေမဲ့မှန်ထဲမှာတရေမှမရှိတော့ပါဒါကြောင့်စိတ်လှုပ်ရှားတဲ့အမူအရာနဲ့ထမင်းစားကန်တွေကထွက်ခဲ့တယ်ပွင့်မောဒီချိန်မှာအပေါ်တဲ့အိတ်ခမ်းနေမှာတော့မောင်တယောက်အင်ကြီးကျဲသည်ကိုပြန်တက်နေသလိုပွင့်မောင်ဦးဟာလည်းမျက်လုံးပြူသွားရင်ဟုတ်တော့သူပြန်လာပြီဘယ်လိုလုပ်မလဲမောင်အထိတ်တလန့်နဲ့မေးလိုက်တယ်မောင်ကအေးစစ်ဟန်နဲ့စိတ်သိမလှုပ်ရှားနေမှရဲ့မောင်ကြိုတွေးပြီးသားပါမောင်ဟိုရနာမှာထွက်နေမယ်မခဏနေခြံဆောက်ကိုခြံနေရပလွတ်ပြီးမောင်ဖုန်းဆက်မယ်တော့မှအရန်ချစ်တယ်ကွာသူအဲ့လိုပြောရင်းနဲ့သူမနှစ်ဖူးကိုရှက်ခနေနမ်းဆိုင်လိုက်တယ်တကားခောက်တန်းကြောင့်သူမဆက်ခနေတုံသွားသလိုမောင်လေးဝရဏဘက်လှစ်ခနေပြေးသွားတယ်သူမတကားကိုအမြန်သွားဖွင့်လိုက်တယ်ဘာလို့တကားပိတ်ထားရဲပွင့်မော်ရေကိုခေါင်းရမ်းကြိုက်လို့ပြန်လာတာအိုးအကိုခေါင်းရမ်းကြိုက်နေရလားဖုန်းဆက်ရောပေါ့အကိုရေလာကျမအဲ့ရပေါ်ပို့ပေးမယ်နော်ပြီးရင်ဒေါက်တာကိုဖုန်းဆက်ပေးမယ်
သူမကဦးတန်းအောင်ကိုတွဲကိုရင်းနဲ့အိယာစီကိုပို့ပေးလိုက်တယ်။ပြီးတော့ဆရာဝန်ခေါ်ဖို့အတွက်အိတ်ခမ်းတွေကထွက်ဖို့ပြင်လိုက်တယ်။ဦးတန်းအောင်ကသူမရဲ့လက်ကိုဖြတ်ခနေလှမ်းဆွဲလိုက်တဲ့အတွက်သူမဟာလမ်းဖြန့်ပြီးတော့ရှေးကနေရေရွတ်လိုက်မိတယ်။ကိုတယောက်ထက်မနေရဘူးပွဲမော်ကိုဘီနာမှာနေပြီးပါကွာ။သူ့ရဲ့စကားကြောင့်သူမတက်ပြင်းကိုအသာချနိုင်သွားတယ်။ဘာပဲဖြစ်ဖြစ်ဆရာဝန်သွားပိတ်ခိုင်းမှမမောင်ပြန်လို့ရမှာမဟုတ်ပါလား။ကောင်းပါပြီအကိုရဲ့အောက်ထပ်ကိုဖုန်းဆက်ပြီးဆရာဝန်ခေါ်ခိုင်းလိုက်မယ်နော်။ကျမအကိုဘေးမှာပဲနေပေးမယ်နော်။သူမအဲ့လိုဆိုရင်အောက်ထပ်မှာရှိတဲ့ကျိုးဖုန်းကိုလှမ်းခေါ်လိုက်တယ်။ထမင်းချက်ကြီးဖုန်းလာကိုင်းတဲ့အတွက်ဒေါ်ကြီးတင်ခြံစောက်ကြီးနဲ့ဒရိုင်ဘာကိုချက်ချင်းဆရာဝန်တော့ပိတ်ခိုင်းလိုက်ပါဒေါ်ကြီးတင်ကအကိုအတွက်တမ်းများကြီးဖြောခဲ့ပါမြင်မြန်တော့ခိုင်းလိုက်ပါသူမအဲ့လိုစိတ်ခိုင်းလိုက်တယ်ဟာကြိုက်လိုက်တာကွာခေါင်းတူနေထုလို့သလိုကြီးခံနေရတာကိုမခံနိုင်ဘူးပွင့်မော်ရဲ့စီဘီယောဆိုင်တစ်ခုရဲ့ဒေါင်ကြကြနေရမှာတော့လူနှစ်ယောက်ဟာခွက်ချင်းတိုက်ရင်းနဲ့ကျင်းနှက်ဖွယ်ရင်မောလိုက်တယ်ခမည်းတိတ်တော်တဲ့ဦးကြောင်ကြီးဟာကျုပ်ညနေရပဲမစီကိုဖုန်းဆက်မေးပြီးသူ့ယောက်ျားစိတ်ယုံတော့မတော်နိုင်ဘူးတဲ့သူကြည်ရတာတခုခုကိုတိတ်လာနေတယ်လို့လည်းပြောတယ်ခေါင်းကိတ်တာများဆရာဝန်တော်ဆေးမတိုးလို့အဲ့ရပေါ်အော်ဟစ်ညင်းညူနေရတယ်တဲ့ကျုပ်တော်မင်္ဂလာသတင်းပဲပြုမောင်ကကျေနပ်စွာပြောရင်ဘီယာကိုစုပ်တောက်လိုက်တယ်အေးအဲ့ဒါအစိမ့်မရဲ့အစွမ်းမဲကွာနေပါအောင်ကွာဟိုကခေါင်းကိတ်ယုံလေးနဲ့မင်းကဒီလောက်ပျော်နေရသလားဟင်အောင်လန်းစရာကြောင်သူတော်ကြီးရဲ့အမေကို၎င်းကနှကန်းတုံယုံပြုံးလိုက်တယ်။ဦးကြောင်ကြီးကလည်းဗျာသူဝေဒနာခံစားနေရတော့ကျုပ်မိမနာအောင်မကတ်နိုင်တော့ဘူးပေါ့ဗျ။ဒါကြောင့်ကျုပ်သိပ်ပြောလို့ကျေးဇူးရှင်ကြီးကိုဘီယာတိုက်တာပေါ့ဗျ။ဟေးဘာပြောလိုက်တယ်။မင်းရဲ့မမကဘယ်တော့မှမဲမိမဖြစ်သွားတာလဲကွာ။ငါနားရှည်အောင်ပြောစမ်းကွာ။ဒီလိုဗျမနေ့ကမရဲ့အိမ်ကိုသွားပြီးတော့ကျုပ်တွေ့ခဲ့တယ်။ကျုပ်တို့အနှစ်တွေအကြာကြီးချစ်ကြိုက်ကြပေမဲ့ဘယ်တော့မှစီးမကြော်ခဲ့ကြဘူး။ဒါပေမဲ့မနေ့ကအိတ်ခမ်းနဲ့နှစ်ယောက်ထဲတွေ့တဲ့ချိန်မှာကျုပ်သူ့ကိုအရသိမ်းပြလိုက်တယ်။ကျုပ်သူ့ကိုတိတ်ချစ်တဲ့ဦးကြောင်ကြီးလုံးဝအဆုံးရှုံးမခံနိုင်ဘူး။အောင်လန်းစရာကြောင်သူတော်ကြီးကသူ့ကိုငင်းကြည့်ရင်ဘီယာကိုမော့တောက်ပြလိုက်တယ်။အေးပေါ့ကွာလူအလုံးကကိုယ့်လိုအပ်ချအတွက်ဥတီချက်ထားနေကြတာပဲ။မင်းလည်းမင်းဥတီချက်ကြောင့်ပဲပေါ့။မင်းဘာဆက်လုပ်ဖို့စဉ်းစားထားလဲကွာ။ကျုပ်မှဘာမှစဉ်းစားထားတာမရှိဘူးဗျ။အချိန်နေရမီးစင်ကြည့်ကနေရတာ။ဒါနဲ့ခမရအခုနာပြောတဲ့အစိမ့်မဆိုတာဘာလဲကျုပ်သိချင်တယ်သူ့အမေကြောင့်ကြောင်သူတော်ကြီးအတန်းကြာအောင်ညင်သွားတယ်ပြီးတဲ့အခါငါဟာအနေနဲ့အရရက်ကတင်းတိုင်းတွေမှာငါ့ရဲ့ပညာတွေအစိမ့်မြင့်မှုသွားကျင့်ကြံနေချိန်အရန်ချောင်ကြတဲ့တောရွာလေးမှာအစိမ့်မကိုတွေ့ခဲ့တယ်အဲ့ဒီရွာလေးကိုငါစိုက်ရောက်တိတ်နေမှာပဲတရွာလုံးပွက်လုံးရိုက်မဲ့သတင်းစိုးတရက်ကြားခဲ့ရတယ်အဲ့ဒီသတင်းကတော့မိမပြိုတူဟာတောဆက်ဘက်မှာအဝတ်ဖယိုဖယဲနဲ့တေဆုံးနေတဲ့သတင်းမှာပဲငါလည်းရွာသားတွေစီကနေအဲ့ဒီမိမပြိုသတင်းကိုအမြဲနားဆွနေခဲ့တယ်ငါပြန်သိရတာကသူမဟာယောက်ျားတစ်ယောက်ရဲ့အတင်းအဓမ္မပြုတ်ခြင်းကိုခံရပြီးတော့မျက်နှာမှာဒဏ်ရာဗလက်ပွားနဲ့တေဆုံးခဲ့ရတယ်သူ့ကိုမြေမြုပ်တဲ့ညငါသူ့မြေပုံကိုပြန်ဖော်ခဲ့တယ်ငါရဲ့ပညာစွမ်းနဲ့သူ့ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တယ်ပြီးတော့ငါဟာသွေးစွန်းနေတဲ့သူ့ရဲ့ထမိန်စာကိုယူခဲ့တယ်ဒါပါပဲကွာကျောင်းသူတော်ကြီးရဲ့အပြောကြောင့်စိတ်ဝင်တစားနားထောင်နေတဲ့မမောင်ကဒါဆိုကျုပ်ကိုစီရင်ပေးလိုက်တဲ့ပြမုံနေရအောင်ဗျသူမိလိုက်တဲ့အခါကျောင်းသူတော်ကြီးကမဲ့ပြုံးပြောလိုက်တယ်အဲ့ဒါအစိမ့်ဒီမရဲ့အဝတ်စာကိုမီးရှို့ထားတဲ့ပြမုံနေကသူကယောက်ျားတစ်ယောက်ရဲ့အစော်ကားခြင်းခံရပြီးတော့အစိမ့်သိခဲ့တဲ့အတွက်ယောက်ျားတွေကိုကောင်းကောင်းပညာပြမှသိကြတယ်ဒါပေမဲ့တခုရှိတာကငါစောင့်စားနေတဲ့ညတညရှိတယ်ကွမမောင်ကမျက်မှောင်ကျုပ်သွားပြီးဟဲဘာဖြစ်လို့လဲဗျအောင်လန်းဆရာကြီးကြောင်သူတော်ကဘီယာကိုမော့တောက်လိုက်ပြီးနေရန်ကိုစူးစိုက်ကြည့်နေတယ်။အဲ့ဒါကစုံတောက်မိတ်ညလာဝင်ညပဲကွ။အဲ့ဒီညမှာလိုအပ်တဲ့အစီရင်ကိုထပ်လုံးမှအစိမ့်မရဲ့အစွမ်းဟာပို့ပြီးတော့တက်လာလိမ့်မယ်။နေရန်ကနိုင်ကြီးရဲ့လက်တံကည7နာရီကိုပြနေတယ်။ဦးတန်းအောင်တယောက်အိတ်ဆေးအချိန်ကြောင့်ငြိမ်သက်စွာအိပ်ပျော်နေသလိုပွင့်မော်ဦးလည်းအိပ်ပျော်နေရှာတယ်။ဒီချိန်မှာပဲညအိပ်မီမိန်လေးရဲ့အလင်းရောင်ဝရဏတကားကြီးကကြီးကနေဟသွားတယ်။အရေးမဲကြီးတစ်ခုဟာအိတ်ခမ်းလေးတရွေ့ရွေ့ရှောက်လာပြီးအိမ်ရကောင်းရင်မှရက်တန့်သွားတယ်။အားပြင်းပြင်းနဲ့ပါရိုက်ခံလိုက်ရတာကြောင့်ဦးတက်နောင်မျက်လုံးပွင့်သွားတယ်။ဘာကြီးလဲ။ဘာလဲ။အိမ်ရထက်ကဝုန်းကနေထထိုင်ပြီးတော့ရေရွတ်လိုက်တဲ့ကြောင့်ပွင့်မော်ဦးပါနိုးသွားတယ်။ဦးတက်နောင်ကစပွဲတင်မီကိုဖွင့်ရင်အိတ်ခမ်းအနှက်မျက်လုံးဝှေ့ကြည့်လိုက်တယ်
ဘာဖြစ်လို့လဲကိုဘာဖြစ်သွားလို့လဲကိုပါကိုလာရိုက်သွားတာဘာလဲအဲ့ဒါဘာလဲဘာတွေဖြစ်နေရလဲဦးသက်နောင်ကထိတ်လန့်တကြီးရေရော့လိုက်တဲ့အတွက်ပွင့်မောင်ဦးအံ့အားတက်သွားမိတယ်ဘလို့ပါရိုက်ခံရတယ်ဟုတ်လားအခန်းထဲမှာဘယ်သူမှမရှိပါဘူးအကိုရဲ့အကိုအိမ်မက်နေတာများလားဦးသက်နောင်ကခေါင်းကိုတွတ်တွတ်ခါအောင်ရမ်းလိုက်ပြီးမဟုတ်ဘူးပွင့်မောင်ကိုတရပိုင်းတစ်စေ6ခင်ရတယ်လို့ဖြစ်နေတာအိမ်မက်တွေလည်းမကောင်းဘူးပြီးတော့အဲ့ဒီဟာတစ်စီမှမျက်နှာမှာဒဏ်ရာကြီးတွေနဲ့တိတ်ကိုကြောက်ဖို့ကောင်းတာတနေ့ကလည်းမှန်ထဲမှာကိုယ့်ရဲ့ကုတ်ပေါ်ခွပြီးတော့စီးထားတာမြင်ရတယ်တိတ်ကြောက်ဖို့ကောင်းတာပဲဦးသက်နောင်ရဲ့ကြောက်ရွံ့တကြီးပြောနေတဲ့စကားတွေကြောင့်သူမဟာမတိမတာကြက်ပင်းရှိုက်မိလိုက်တယ်ဦးသက်နောင်ဒီလိုဖြစ်နေရခြင်းကမောင်မောင်ပြီးရဲ့ပြောင်မုံလို့အမုံနေကြောင်ဖြစ်ရမယ်သူမမောင်မောင်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့သူခိုင်းတာလုပ်ခဲ့မိပြီမဟုတ်ပါလားကဲပါအကိုရဲ့အကိုစိတ်ရံပင်ပန်းနေပြီရော့ရေအေးလေးတောက်လိုက်ပါနော်သူမရေဝါငှက်ပေးရင်ဦးသက်နောင်စိတ်သက်သာရဖို့ပြောလိုက်တယ်ဦးသက်နောင်ကလည်းသူမစကားကိုမငင်းဆိုပဲရေကိုမော့တောက်လိုက်တယ်အဲ့ဒီညတညလုံးဦးသက်နောင်အိပ်ပျော်သွားတဲ့အတိုင်းသူမအိပ်မရပါဘူးမမောင်အကြောင်းချိုးတယ်လုံးနဲ့သူမရဲ့မိသားစုနောက်ကြောင်းနောက်ဆုံးဦးသက်နောင်ရဲ့အကြောင်းတွေပါခေါင်းထဲဝင်လာတယ်ငွေကြေးပြည့်စုံတဲ့တရံအထက်ကျုပ်စက်ရုံပိုင်ရှင်ကြီးကသူ့လိုဆက်ချုပ်သမားကိုဘာကြောင့်များရွေးချယ်ခဲ့ပါလဲလက်ထပ်ပြီးတဲ့နောက်ပိုင်းလေသူမကိုလိုလေသေးမရှိအောင်ခရူးဆိုင်ခဲ့တယ်ဦးသက်နောင်ပေါ်ချစ်ခင်လို့မရတဲ့စိတ်အဖေနဲ့မောင်အတွက်ရက်တီပေးခြင်းတဲ့စိတ်မမောင်ကိုအခုထိဆွဲလန်းတွေ့တာမိတဲ့စိတ်သူမတယောက်တည်းနဲ့စိတ်များစွာဖြစ်နေခြင်းဟာကြံလူတွေအတွက်အဓိကဦးသက်နောင်အပေါ်သူမဟာတရားမျှတမှုများရှိပါမလားသူမဘာလုပ်ရမလဲဘယ်လမ်းရွေးချယ်ရမလဲဆုံးဖြတ်ချက်တစ်ခုချရပြီးတော့မယ်ပွင့်မော်ကိုဒီနေ့စိတ်ုံသွားမှဖြစ်မယ်အိတ်ဆိုးကိစ္စအရေးကြီးတာကိုမရှိလို့မရဘူးလေဦးသက်နောင်ကသူမကိုလှမ်းပြောရင်းနဲ့အင်ကြီးလဲလိုက်တယ်ဖြစ်ပါမလားအကိုရဲ့အကိုခေါင်းကိုက်တာမတတ်တာသေးဘူးလေနားနေလိုက်ပါလားအကိုရဲ့ဒီနေ့တက်တာနေတယ်ပွင့်မော်ရဲ့ကိုအတွက်ဘာမှစိတ်မပူနဲ့တင်မောတရားမဲ့အထည်တွေကကိုရှိမှဖြစ်မှာပွင့်မော်ကလေတိတ်ကိုစိုးရင်တတာပဲကိုမိမရကန်ကောင်းနေနော်ကျေးဇူးပဲပွင့်မော်ကြီးဦးသက်နောင်ကအဲ့ဒီလိုပြောရင်သူမရဲ့နှစ်ဖူးပြင်လေးကိုရှက်ခနေနဲ့ရှုပ်လိုက်တယ်ပြီးတော့နှုတ်ဆက်စကားဆိုရင်ထွက်သွားတော့တယ်အော်အကိုရဲ့မြတ်တာတွေရိုးသားမှုတွေကြောင့်ကျမအတွက်လိပ်ပြောင်မလုံးသလိုခံစားနေရပြီကျမဘာလုပ်ရမလဲအကိုရဲ့ဒီချိန်မှာ driver မပါဘဲကောင်းမောင်းထွက်လာတဲ့ဦးသက်နောင်ဟာကောင်းမောင်းရင်းနဲ့ဖုန်းရဲ့ touch ကိုဆွဲလိုက်တယ်ဟယ်လိုရန်နိုင်လားအေးငါသက်နောင်မကဟိုနေ့ကတွေ့တဲ့ဆိုင်မှာငါစောင့်နေမယ်မင်းလာခဲ့ကွာအခုအေးဦးသက်နောင်ဟာတငယ်ချင်းဖြစ်သူကိုဖုန်းဆက်ပြီးတော့စားတောင်းဆိုင်ဘက်မောင်းထွက်လာတယ်စားတောင်းဆိုင်ရောက်တော့အရက်နဲ့အမီးမှရင်ရန်နိုင်ကိုစောင့်နေလိုက်မိတယ်10မိနစ်လောက်ကြာတော့ရန်နိုင်ရောက်လာတယ်ဘာရီအရေးကြီးလို့လဲသက်နောင်ရငါဖြစ်စိတ်ကိုပူသွားတာပဲကွာပြောဘာဖြစ်လဲကွာဒီချိန်မှာပဲအရက်နဲ့စားတောက်ဖွယ်ရာတွေရောက်လာတယ်ရန်နိုင်ကအရက်နှစ်ခွက်ငှဲ့ပေးတယ်သူကရန်နိုင်လှမ်းပေးတဲ့အရက်ကိုဆွဲပြီးတော့မော့တောက်ပြလိုက်တယ်ငါ့ကိုနှောက်ယှက်နေတဲ့တဆေးမအရန်ကိုလွန်လာနေပြီကွာတနေ့ညတကောင်ချိန်ငါအိတ်နေတော့ငါပါကိုဖြန်းကနေနှစ်ချက်စိတ်ရိုင်သွားတာငါရစိတ်ပြတ်မိသလိုကြောက်လဲကြောက်နေမိပြီကွာအရက်ကိုတငုံမြတောက်နေတဲ့ရန်နိုင်ဟာသူ့စကားကြောင့်တီးမတက်ဖြစ်သွားရှာတယ်ဘလို့တစီမမင်းကိုပါရိုက်တယ်ဟာအထူးစားပါလားကွာဒါကြောင့်ငါမေးခဲ့ဘူးတာပေါ့အတိတ်မှာမင်းပတ်သက်ခဲ့တဲ့မိန်းကလေးများရှိသလားလို့ဒီမေရနိုင်မင်းနဲ့ငါငယ်တငယ်ချင်းတွေပါကွာငါမိန်းမကိစ္စဘလောက်ကင်းတယ်လဲမင်းအသိပဲမဟုတ်ဘူးလားငါဘာအမားမျိုးမှငါဘဝမှာမလုပ်ခဲ့ဘူးကွာဦးသက်နောင်ရင်စကားကြောင့်ရန်နိုင်တယောက်အများကြီးစဉ်းစားသွားရတယ်မင်းပြောတာလဲဟုတ်တာပဲကွာဒါဆိုထူးခြားမှုတစ်ခုခုရှိနေတာသိကြပြီမင်းတို့တစုံတစ်ယောက်ကလောက်ကြံတာပဲဖြစ်ရမယ်ကွာတငယ်ချင်းဖြစ်သူရဲ့အပြောကြောင့်ဦးသက်နောင်မျက်မှောင်ကျုပ်သွားတယ်ဘာကွာငါ့ကိုလောက်ကြံရအောင်ငါဘဝမှာရောငါအလုပ်မှာပါရန်သူမရှိဘူးကွာဒါမဖြစ်နိုင်ဘူးကွာဦးရနိုင်ကပစုံတုတ်ကင်ကိုကိုက်ဝါလိုက်ပြီးရန်သူဆိုတာဂျိုးမပါဘူးကွာမင်းရဲ့လက်နက်ပုံးနဲ့ခြောင်ကိုတိုက်ခိုက်တဲ့လူရှိနေပြီမင်းအပြုတ်စားခံနေရပြီဟတ်ကောင်ဘာအပြုတ်စားခံနေရပြီဟုတ်လားဒီဘက်ကမှာဒါတွေမရှိဘူးကွာယုံလဲမယုံဘူးကွာမဖြစ်နိုင်ဘူးရနိုင်ဦးသက်နောင်အဲ့ဒီလိုညင်းဆိုင်ရင်
အရက်နောက်တစ်ခါကိုတောက်ချပြလိုက်တယ်ဒီပညာရက်တွေကဘယ်ဘက်ခက်မှာဖြစ်ဖြစ်တကယ်ရှိရဲ့ကွာလောကမှာအကောင်းနဲ့အဆိုးဒွန်တွဲနေတာပဲကွာကောင်းတဲ့အစီရင်ရှိသလိုမကောင်းတဲ့အစီရင်လည်းရှိရဲ့ကွာဒါကငါပြောတာမဟုတ်ဘူးလောကကြီးရဲ့အမှန်တရားပဲကွာဘာပဲဖြစ်ဖြစ်မင်းအနေနဲ့အရန်အတားလေးတော့လှုပ်တင်နေပြီသနော်ဘာကြီးလဲကွာမင်းစကားငါနားမလဲဘူးအရန်အတားဆိုတာမင်းကမကောင်းဆိုးအောင်မကတ်နိုင်မင်းအဆောင်ကိုပြောတာဒီနေရာမှာဖုံးတော်ကြီးတွေပဲစွန့်နာကွာမင်းကငါမိမတွေကိုကိုွယ်တဲ့ဆရာတော်ကြီးနဲ့တွေ့ပြီးမှဖြစ်တော့မင်းလက်ခံလားဦးရိတ်နိုင်ရဲ့စကားကြောင့်ဦးသက်နောင်တွေးဝေသွားရတယ်အတန်ကြာမှတပ်ပြင်းချရင်အေးကွာတကယ်ချင်းမင်းကောင်းတယ်လို့လုပ်ပေးပါငါတစီမကြောင့်ကြောက်လန့်ပြီးတော့မသေးချင်ဘူးငါမိမကိုတိတ်မြန်လို့တာကငါသူနဲ့အကွဲမခံနိုင်ဘူးလောက်ကွာငါလိုက်ခဲ့မယ်ရေချိန်ကိုက်နေတဲ့ဦးသက်နောင်တယောက်တငယ်ချင်းနဲ့လန်ခွဲပြီးကားကိုစိတ်အောင်ပတ်ဦးတီမောင်းလိုက်တယ်ကားကက်ဆက်မှာထွက်နေတဲ့ငရုတ်သီးတစ်ချင်းနဲ့အတူကားကိုပုံမှန်မောင်းနေမိတယ်သူဟာကားကိုဂရုစိုက်မောင်းနေရကဘေးမှာလူရှိသလိုကြီးခန်းစားလိုက်ရတယ်ဒါပေမဲ့သူလှည့်မကြည့်ရဘူးဘေးမှာတယောက်ရှိနေသလိုခန်းစားကြကြောင်းတကိုယ်လုံးကြက်သိမ်ဖြန်းဖြန်းထသွားမိတယ်ဒီချိန်မှာပဲလက်မောင်းစီအေးဆက်ဆက်အထီးအတွေ့ကြီးခန်းစားလိုက်ရတယ်မျက်လုံးကိုအသာဆွေပြီးကြည့်လိုက်တဲ့အခါအမလေးလေးအယိုးပြင်းပြင်းထနေတဲ့ကြောက်မဖွယ်လက်ကြီးဦးသက်နောင်ဟာကြောက်စိတ်ငယ်တဲ့ရောက်သွားပြီးအာခဏအတန်ကုန်អော်လိုက်တယ်။ဆရာတိုင်ကိုရောင်ရမ်းဆွဲလှဲမိတဲ့အခါကားကလမ်းမိထိုးကျသွားတယ်။ဒုံကနေအတန်ကြီးကထိုဝင်းကျဲမှာကျေလောင်စွာထွက်ပေါ်လာတယ်။ပဝင်းကျဲတစ်ခုလုံးဟာကားတိုက်ပြီဟေ့ကားတိုက်ပြီ။ဆိုရီအတန်တွေကညဉ့်ညံ့စီသွားသလိုလူတွေစုပြုံရောက်ရှိလာကြတယ်။ခဏချင်းဆိုသလိုအဲ့ဒီနေရာကိုရင်ထင်းရဲတွေရောက်လာတယ်။တို့လောကြတဲ့ကားဖြစ်တာကြောင့်သူတို့ဟာလေအိပ်ပိပြီးတော့ငြိမ်သက်နေတဲ့ဦးသက်နောင်ကိုကယ်တင်ဖို့အတွက်မှန်ကိုရိုက်ခွဲလိုက်ကြတယ်။ရှင်နေရဲတွေကကားထဲမှာတွေ့တဲ့စက်ရုံရဲ့ဖုန်းနံပါတ်ကိုဖုန်းဆက်အကြောင်းကြားတယ်။သူမသိသေးဘူးကအသက်ရှင်နေသေးတယ်။သူ့ကိုစက်ရုံအမြန်ပို့မရမင်းကွာ။ဒီချိန်မှာပဲစက်ရုံကားရောက်လာတဲ့အတွက်သူ့ကိုစက်ရုံကားပေါ်တင်လိုက်ကြတယ်။ထိုချိန်မှာဦးသက်နောင်ရဲ့နေမှာတော့ဆရာကတော့ထမင်းချက်မိမကြီးရဲ့အော်တန်ကြောင့်ပွေမော်ဦးဟာမီးဘူးတိုင်နေရကရက်တန့်သွားတယ်။ဘာဖြစ်တာလဲ။ဘာလို့ဒီလောက်အော်နေရတာလဲ။ထမင်းချက်မိမကြီးကအထိတ်တလန့်နဲ့ဆရာကားမောက်လို့ဆေးရုံရောက်နေပြီ။ရင်ထဲရဲဌာနကဖုန်းဆက်တယ်။သူမရဲ့စကားကြောင့်ပွေမော်ဦးဟာမျက်လုံးပြူးသွားမိရင်နဲ့ဘာရေရွတ်တန်နေတူမီးဘူးကြီးပါကျမ်းမြေမော်ဒုံနေကျသွားတယ်။သူမဟာစောက်တီယာမဲဟန်နဲ့အောက်ထပ်ကိုပြေးဆင်းသွားရင်းနဲ့ဒရိုင်ဘာကိုအတန့်ကိုခေါ်လိုက်တယ်။ပြီးတော့ဒရိုင်ဘာနဲ့အတူကားကိုဆေးရုံဘက်မောင်းခိုင်းလိုက်တော့တယ်။ဆေးရုံရောက်တဲ့အခါအဲ့ရပေါ်မိမျောနေတဲ့ဦးသက်နောင်ကိုတွေ့လိုက်ရတယ်။အကိုရဲ့ဖြစ်မဖြစ်ရလေအကိုရဲ့ကျမရောက်လာပြီလေအကိုရဲ့အကိုပွေမော်ဟာဦးသက်နောင်ကိုစိုးရိမ်စိတ်နဲ့လက်ကိုဆုပ်ကိုင်ရေရွတ်လိုက်တယ်။ဒီအချိန်မှာပဲဦးသက်နောင်တယောက်သတိပြန်လိုက်လာတယ်။အာဟဲ့ပွေမော်ကိုဘယ်ရောက်နေတာလဲ။သူမအဝမ်းသာအားရဖြစ်သွားပြီးတော့အကိုသတိရလာပြီနော်။အကိုအက်ဆီဒန့်ဖြစ်ပြီးတော့ဆေးရုံရောက်နေတာအကိုရဲ့စိတ်ပူလိုက်ရတာအကိုရဲ့မျက်ရည်ဝေးအပြုံးနဲ့ပြောလိုက်မိတယ်။သူမစကားကြောင့်ဦးသက်နောင်ဟာကားပေါ်ကကိစ္စကိုအမှတ်ရသွားတယ်။သူ့ရဲ့လက်မောင်းကိုစုပ်ကိုင်ခဲ့တဲ့အယိုးပြင်းပြင်းထနေတဲ့လက်ကြီးသူ့စိတ်ထဲဝင်သွားတဲ့အတွေ့တစ်ခုပွေမော်ကိုဖုန်းဆက်ချင်တယ်။ယောက်ျားဖြစ်သူရဲ့စကားကြောင့်ပွေမော်ဦးဟာအံ့အားသင့်သွားပြီးအခုဖုန်းတော့မတွေ့ရဘူးဖုန်းဆက်ချင်ကျမဖုန်းနဲ့ဆက်လေးရကိုရော့ဒီမှာဦးသက်နောင်ကနံပါတ်တစ်ခုကိုအလင်းမြန်နှိပ်လိုက်ပြီးဟယ်လိုရန်နိုင်ငါဒုက္ခရောက်နေပြီအခုငါဆေးရုံရောက်နေတယ်မင်းပြောတော့အမြန်လုပ်ပြီးလာခဲ့ပါအမြန်လာတော့ဟာကောင်ဦးသက်နောင်ရဲ့စကားတန်ကြောင့်သူမအံ့အားသင့်သွားရတယ်ဘသူ့ကိုဖုန်းဆက်နေရလဲအကိုဘာဖြစ်လို့လဲဦးသက်နောင်ကသူမကိုစူးစိုက်ကြည့်လိုက်တယ်ကိုတငယ်ချင်းမပွဲမော်အရေးကြီးကိစ္စရှိလို့ပါဒီချိန်မှာပဲဆရာဝန်ကြီးရောက်လာတယ်တတိယဘေပေါ့ကိုသက်နောင်ခမရဲ့ဘေးမှာလေးတွေပွင့်တာတိတ်ကန်ကောင်းသွားတယ်ခမကတက်တိုင်ကိုဝင်ကြိုက်မိတာလေလက်အိတ်သာမပွင့်ရင်ခမအတွက်မလွယ်ဘူးဗျဆရာဝန်ကြီးကအဲ့လိုပြောရင်းနဲ့သူ့ကိုစမ်းသပ်ကြည့်ရှုတယ်အားလုံးโอเคပဲဗျခမအကြောက်လွန်ပြီးတော့တတိလစ်သွားတာပါဆေးရုံကဆင်းချင်းဆင်းလို့ရပါပြီကျေးဇူးပါဆရာရဲ့ကျွန်တော်ဒီနေ့ပဲဆင်းပါပါဒီချိန်မှာပဲအခန်းထဲကိုဦးရနိုင်ရောက်လာတယ်ဆရာဝန်ကြီးပြန်ထွက်သွားတဲ့အခါထားရနိုင်ငါအက်ဆီဒန့်ဘာကြောင့်ဖြစ်တယ်လဲမင်းသိလားဟိုတစီမကြောင်မင်းကွာကားမောင်းနေတော့ငါလက်ကိုအကင်ခံလိုက်ရတယ်
ငါလည်းလှပြီးတော့ကြည့်လိုက်တော့အယိုးပြင်းပြင်းထနေတဲ့လက်ကြီးတွေ့ရတယ်ငါအရန်ကြောက်ပြီးတော့စီယာတိုင်းကိုလှည့်လိုက်မိတယ်ကွာဒီတစီမဟာဘာကြောင့်မှမသိဘဲနဲ့ငါ့ကိုတေးအောင်တတ်ချင်နေတယ်ဥယျာဉ်နိုင်ကသူစကားကြောင့်သူ့လက်အစုံကိုစုပ်ကင်လိုက်တယ်မင်းဘာမှစိတ်မပူနေတော့ကွာငါဆရာတော်ဖျားကြီးစီကနေခုပဲပြန်လာတာသူကမင်းအတွက်အဆောင်ကျိုးပေးလိုက်တယ်ဟော်ရီအဆောင်မင်းရဲ့လေမှာဆွဲထားရမင်းကွာဥယျာဉ်နိုင်ဟာအဲ့လိုပြောပြီးတော့အဝါရောင်အဆောင်ကျိုးကိုဦးသက်နောင်ရဲ့လက်ထဲထိလိုက်တော့တယ်ကန်တော်ကြီးအတွင်းရှိရေစက်ကြနေရဝဲဦးသက်နောင်လုံနေရရက်လိုက်ပါတော့မမောင်နှစ်ဦးသားတွေ့စဉ်ဝဲပွဲမော်ဦးထံမှကြားရတဲ့စကားကြောင့်မမောင်အံ့အားသင့်သွားတယ်ဘာလို့ပြောလိုက်တယ်မမောင်လုံးနှစ်ယောက်နီးစားဖို့အတွက်လှုပ်တာလေမကဘာဖြစ်သွားတာလဲဗျမမောင်ကသူမရဲ့ပခုံးကိုလှုပ်ရမ်းပြီးတော့မေးလိုက်တယ်ပွဲမော်ဦးဟာရေပြင်းစီငေးကြည့်ရင်းနဲ့သူ့စားမယ့်အစာတွေမှာထည့်ခိုင်းတာဘာမှုတ်နေလဲမမောင်မသိချင်တယ်မမောင်ကသူမရဲ့မျက်နှာကိုစိတ်စိတ်ကြည့်လိုက်တယ်တိတ်တိချင်းပြောပြမယ်အဲ့ဒါမောင်ရဲ့ဆရာကြီးစီစဉ်ထားတဲ့ပြမုတ်နေပဲအစိမ့်သိမ်မရဲ့အဝတ်စားကိုမီးရှို့ထားတဲ့ပြားတွေကြားရတဲ့စကားကြောင့်သူမအကြီးအကျယ်ထိတ်လန့်သွားတယ်မမောင်ရဲ့မျက်နှာကိုရောရှာဆက်ဆုပ်စွာကြည့်လိုက်ရင်အောက်တန်းကြလာကြည့်လားမမောင်မင်းကငါ့ကိုပိုင်ဆိုင်မှုအတွက်အောက်လန်းနီးတဲ့လူတယောက်ကိုတေးအောင်တတ်ချင်နေတာပဲဟုတ်တယ်ကျုပ်ချစ်အတွက်ကြောက်လို့တယ်ဘာဖြစ်လဲနေပါဦးမရဲ့မလည်းမချစ်တဲ့သူနဲ့မပေါင်းချင်ဘူးမဟုတ်လားခုမှဘာဖြစ်သွားရတာလဲကျုပ်တို့နှစ်ယောက်ကအရန်ချစ်တဲ့ချစ်သူတွေလေအတူတူနေပြီးတဲ့ချစ်သူတွေလေဗျာပွင့်မော်ဦးကပခုံးကိုစုပ်ကင်ထားတဲ့မမောင်ရဲ့လက်ကရုံးထွက်လိုက်တယ်ဟုတ်တယ်မမောင်မင်းကိုချစ်မိတဲ့အတွက်ချစ်စိတ်ကြောင့်ဦးသက်နောင်ပေါ်ငါအပြစ်လုပ်ခဲ့မိတယ်ဒါပေမဲ့ရှေ့ဆက်ပြီးတော့ငါမလုပ်တော့ဘူးသူစားမယ့်အစာတွေပြမုတ်တွေလုံးဝမထည့်တော့ဘူးယောက်ျားဖြစ်ပြီးရုံညံ့တဲ့အစီရင်လှုပ်တဲ့လူထက်ဆိုင်ငါဦးသက်နောင်နေနေရတာကပို့ပြီးတော့လိပ်ပြတတ်တယ်ဒီတော့မင်းငါ့ကိုမေ့ပြလိုက်တော့ငါတို့ဇလံပြီးသွားပြီဒါပဲပွင့်မောင်ဦးကအဲ့ဒီလိုပြောရင်းနဲ့ခြာကနေလှည့်ထွက်သွားတယ်ဒီချိန်မှာပဲမမောင်စီက၆ကက်ကက်ရေတံကြားလိုက်ရတယ်မင်းယူသွားပြီပွင့်မောင်မမောင်ဆိုတဲ့ကောင်ကခမ ्या ကိုရအောင်ယူမှာဗျခမ ्या ဘာပြောကျုပ်ဂယုမဆိုင်ဘူးဒီမေခမ ्या မှတ်ထားလိုက်စမ်းကျုပ်ခမ ्या လင်ကိုခမ ्या ကြီးပေးရအောင်ဖဲပြမယ်အစီရင်နဲ့မရရင်ကျုပ်ကိုယ်တိုင်ဒင်းကိုငရဲပြီးပို့ပြမယ်ခမ ्या မှာဘာမှလုပ်ပိုင်ခွင့်မရှိဘူးအေးမှတ်သွားလိုက်ခမ ्या လင်ကြီးရဲ့အသက်ဟာလာမယ့်လဝယ်နေမှာအဆုံးသက်ပြီဗျကျုပ်ကမကြည့်နဲ့ဘူးဗျာခမ ्या စဉ်းစားကြည့်လေကျုပ်တို့အကြာကြီးချစ်ကြိုက်ခဲ့ကြတာဘာလို့ပွင့်မောင်စိတ်ပြောင်းသွားရတာလဲကျုပ်ကသူ့လင်ကိုစိတ်ခတ်တယ်သူ့လင်ကဘလို့ဆေးမျိုးနဲ့ခတ်လိုက်လို့လင်ဖက်ပါသွားရတာလဲကျုပ်ခိုင်းတဲ့အတိုင်းမလုပ်နိုင်ဘူးလေဗျာလုံးဝမကျင်တတ်ဘူးမမောင်တယောက်အိမ်ထရံကိုထူးနိုင်ရင်ပောက်ကွဲနေတဲ့အတွက်အောက်လန်းစရာကြောင့်သူတော်ဟာတက်ပြင်းချလိုက်တယ်ငါလည်းဒီကိစ္စပြောချင်နေတာအခုမင်းရောက်လာတဲ့အတွက်အဆင်ပြေသွားတာပေါ့မနှက်ဖြဲဆိုရင်လခွေနေရောက်ပြီကွအစိမ့်တရေမှငါစီရောက်လာတယ်သူဘလို့မှဦးတက်နောင်ရဲ့အနာကတ်လို့မရဘူးလို့ပြောနေတယ်ဦးတက်နောင်မှာအဆောင်ရှိသွားပြီမမောင်ငါတို့အစိမ့်တရေမရဲ့ပြမုံဟာသူ့ကိုမတိုးတော့ဘူးမင်းဘာဆက်လို့မလဲကွအဆောင်ဟုတ်လားဖြစ်နိုင်မှာမလားဦးကြရသူ့လိုခက်ပညာရတဲ့တထေးကြီးကဒါရီရုံးမှာမလားဗျကျုပ်ထင်ပြောရရင်ပွင့်မောင်ကကျုပ်ပြောတဲ့အတိုင်းဆေးမခတ်တော့လို့ပဲဖြစ်ရမယ်ကျုပ်ဘာဆက်လို့ရမလဲဦးကြောင်ရင်အကြံပေးပါအောင်ဗျာသူစကားကြောင့်ဦးကြောင်သူတော့တွေ့ကနေဖြစ်သွားတယ်စီကရက်ကိုမီးညိဖာချရင်မျက်လုံးမိတ်ပြီးတော့အတန်ကြာအောင်ငြိမ်သက်နေတယ်အချိန်ကတရက်ပဲရှိသေးတယ်မမောင်ရဲ့ငါအာယုံထဲမှာဦးသက်နောင်စီမှာအဆောင်ရှိနေတယ်လို့ပဲခံစားရတယ်ကိုနဲ့မကွာရှိနေလိမ့်မယ်ကွာဒီတော့အဲ့ဒီအဆောင်ကိုသူ့ရဲ့ကိုကနေကွာသွားအောင်မင်းလုပ်ရမယ်ဘာမှပြောမနေတော့ကွာမင်းမအခွင့်အရေးမရှိဘူးအချိန်လည်းမရှိဘူးအမြန်သွားပြီးတော့စူးစမ်းကြည့်ကွာမမောင်ကတပြင်းချရင်နဲ့စူးစမ်းကြည့်မယ်ဗျာအဲ့ဒီလိုပြောပြီးတော့အောက်လန်းဆရာအကြောင်းသူတို့အိမ်ကထွက်ခဲ့တော့တယ်သူဟာတလုံးလုံးအဆောင်ရဖို့တွေးနေမိတယ်လမ်းမေးဖုန်းဆိုင်လေးကိုမြင်တဲ့အခါစိတ်ကူးပေါ်သွားပြီးဆိုင်ထဲဝင်လိုက်တယ်ဟယ်လိုပွင့်မောင်နဲ့တွေ့ကြလို့ပါခင်ဗျကျွန်တော်သူ့မောင်လေးပါအော်ဟုတ်ကဲ့ပါဒါဆိုအမတို့ဖေးသွားတာလေဗျဟုတ်ကဲ့ကျေးဇူးပါခင်ဗျသူဖုန်းကတ်ကိုပြန်ချရင်းနဲ့အဲကျိတ်လိုက်မိတယ်ကျုပ်ကခမ ्या ကိုရဖို့စူးစမ်းနေချိန်မှာခမ ्या ကတိတ်ပျော်ရွှင်နေတာပေါ့လေအခုခမ ्या ရှိရဲ့စီကိုကျုပ်လာပြီမမောင်ကတက္ကစီတစ်စီးလှမ်းတားပြီးတော့မြို့ရဲဘက်ကိုမောင်းခိုင်းလိုက်တယ်နိုင်ဝက်လောက်ကြာတော့သူ့လိုရာခရီးရောက်သွားချေပြီကာကရှင်ပေးပြီးတော့စိုင်ကြီးတစ်ဆိုင်ရင်စိုင်ဘုတ်ကိုမော့ကြည့်လိုက်တယ်နာမည်ကြီးစိတ်တိုက်ကြီးတစ်ခုပါလားသူ့ရဲ့ခြေလမ်းတွေကစိတ်တိုက်ကြီးရဲ့တရွေ့ရွေ့လှမ်းဝင်လိုက်တယ်
စိတ်ဓာတ်ကြီးတဲ့လူသိမ့်မများတဲ့အတွက်သူ့မျက်လုံးတွေကစုံတွေကိုအထင်ရှားတွေ့လိုက်ရတယ်။ဦးတန်းအောင်ကအယောင်လက်နေတဲ့စိတ်လဲဆွဲကိုပွင့်မောင်ဦးရဲ့လဲမှာကတ်ကြည့်လိုက်ရင်ဟာဒီလဲဆွဲကငါမိမနဲ့တိတ်ကိုလိုက်နေပါလား။ပွင့်မောင်ရောချက်ရဲ့လား။သူမေးလိုက်တဲ့အခါသူမကပွင့်မော်တလောက်တမိုးကြီးရတယ်မလိုပါဘူးအကိုရဲ့မိဝရစီနေနော်။သူမညှမ်းဆန်လိုက်မိတယ်။မိမညင်မယ်ဆိုတာကိုသိပြီးသားပါ။ဒီနေ့ကိုရဲ့လက်ဆောင်ကိုတော့ညင်းလို့မရဘူးကွ။ဒီနေ့ဟာကိုတို့မင်္ဂလာဦးရဲ့3လပြည့်နေပဲကွာ။အထိမ့်မဲ့အနေနဲ့ကိုပေးတာပါ။ကဲဒါလေးဝယ်မိမယူလိုက်တော့နော်။ကိုငွေရှင်းလိုက်မယ်။တနောင်ဟာသူမရဲ့လယ်မှာလေဆွဲကိုဆွဲပေးလိုက်တယ်။ပြီးတော့ငွေရှင်းဖို့အတွက်ကရှာစီကိုရှောက်သွားတယ်။ဒီချိန်မှာပဲတိတ်လာတဲ့စိတ်လေဆွဲကြီးပဲကွာ။တတိကတော်ကြီးဟာစိတ်လေဆွဲကြီးဆွဲလိုက်တော့ပြီးပြည့်စုံအောင်ကြက်တည်ရှိသွားပါလား။ဒါကြောင့်လေခြုံမော်ကနေဘုံမော်ခုန်တက်သွားတာပေါ့လေ။နောက်ကျောစီကအတန်ကြောင့်ပွင့်မော်ကိုဆက်ခနဲ့လှည့်ကြည့်မိတယ်။လောင်ပြောင်အပြုံးနဲ့ကြည့်နေတဲ့မောင်မောင်ကြောင့်သူမဦးတက်နောင်ရှိရာကိုလှမ်းကြည့်မိလိုက်တယ်။မင်းဘာလာလောက်တာလဲမောင်မောင်။မင်းအနေနဲ့ငါ့ကိုလှောင်စရာမလိုဘူး။အမြန်ဆုံးဒီကထွက်သွားပါ။မောင်မောင်ကပခုံးတုပ်ပြုံးလိုက်ရင်နဲ့ဒါပေါ့ကျုပ်ကလမ်းမေးလျှောက်တဲ့ကောင်းမယ်။ဟော်ဒီလိုစိတ်တိုက်ကြီးနဲ့မအပ်ဆက်တော့တတိကတော်ကြီးမောင်းထုတ်တာမပါဘူးဗျ။သူပြောလိုက်တဲ့အခါသူမအန်ကျိတ်လိုက်ပြီးတောင်းမှမာတယ်ငါ့ကိုမနှောက်ရှာပါနဲ့ပြန်စမ်းပါမောင်မောင်ကောင်းပြီဗျာတတိကတော်ကြီးမရှိစေချင်လဲပြတ်မမယ်ဒါပေမဲ့ကျုပ်ကိုတစ်ခုလုပ်ပေးရမယ်သူမအမေပြုံရင်းနဲ့မောင်မောင်ကိုကြည့်လိုက်တယ်မင်းကငါ့ကိုအတုံးချပြီးတော့ငွေညစ်ချင်လို့လားတိတ်အောက်တန်းကြတဲ့ကောင်ထားပါလေမင်းဘယ်လောက်လိုချင်လဲငါဗန်နေကလွှဲပေးလိုက်မယ်ဦးတန်းအောင်ကိုတော့လုံးဝမထိခိုက်စေနဲ့သူကစိတ်ဓာတ်သိတ်ကောင်းနေသူမောင်မောင်မျက်နှာတဲမာသွားတယ်ခမကြီးငွေမတိုင်းကျုပ်ကိုမပြောနဲ့ကျုပ်လိုချင်တာခမယောက်ျားကိုနဲ့မကွာစောင်းထားတဲ့အဆောင်ပဲဘာပြောတယ်အဆောင်ဟုတ်လားဒါငါလောက်ပြီးလို့မရတဲ့ကိစ္စပဲဒါပေမဲ့မင်းမအစွမ်းရှင်ရအောင်ကြိုးစားယူဒီအချိန်မှာပဲဦးသက်နောင်ဟာပွင့်မော်ဦးရှိရာပြန်လျှောက်လာတဲ့အတွက်မမောင်တယောက်ကိုရှိန်တက်လိုက်တယ်သူဟာဦးသက်နောင်ကိုမတိမတာအကဲခတ်မိတယ်ဟနေတဲ့ရှက်အင်းကြီးရဲ့ရင်ညွန့်အောက်ထိရှည်တဲ့အဝိုင်အောင်ကျိုးလေးသူ့လိုလူကရွှေငွေကျိုးမဆွဲပဲချီကျိုးကိုဝတ်ထားတာဆိုတော့ဒါဟာအဆောင်ကျိုးပဲဖြစ်ရမယ်ဟုတ်တယ်အဲ့ဒီချီကျိုးကိုငါရအောင်ယူမယ်စိတ်ကူးနဲ့တူမမောင်ဟာစိုက်အပြင်ကိုအရင်ထွက်ခဲ့မိတယ်ခဏကြာတော့ဦးသက်နောင်တို့လည်းများထွက်လာကြတယ်ဦးသက်နောင်ကားတော့ဖွင့်နေစမှာသူ့အလင်းအမြန်လှုပ်ရှားလိုက်တယ်၎င်းရဲ့လေဘဲမှရှိတဲ့ကျိုးကိုဆက်ခနဲ့ဆွဲဖြုတ်ပြီးပြေးထွက်သွားတယ်ဟာဘလို့လဲငါကျိုးကိုစောင့်ဆွဲဖြုတ်သွားတယ်ကားရဲ့တစ်ဖက်စီရောက်နေတဲ့ပွင့်မော်ဦးက၎င်းရဲ့အတန်ကြောင့်ဘာဖြစ်လို့လဲဦးသက်နောင်ကကားရင်းဝင်ထိုင်လိုက်ရင်အဲ့စရာကွာကိုဆွဲထားတဲ့အဆောင်ကျိုးဆွဲဖြုတ်ခံလိုက်ရတယ်ချီကျိုးကဒီကောက်တာဘာကျိုးရှိမှမို့လို့လဲတကယ်ဆောင်ယူကောင်သူမကြည့်မချမ်းရေရောလိုက်တဲ့အတွက်ဟင်းဒါဆိုမမောင်အဆောင်ကိုရသွားပြီသူဘာတွေဒုက္ခပေးဦးမလဲမသိဘူးဒါပေမဲ့စိတ်ပူစရာမရှိတော့ပါဘူးလေအောင်လဲနဲ့လှုပ်ထားတဲ့ပြောင်းမုံတွေမှာငါအကိုကိုမတိုက်ကြွေးတော့တာနောက်တနေ့မနက်မှာတော့ပွင့်မော်ဦးတယောက်ခင်မောတဲ့စက်ယုံသွားဖို့အတွက်အဝတ်အစားတွေပြင်ဆင်ပေးနေမိတယ်ဟယ်လိုရန်နိုင်လားကွာအေးမင်းပြည့်ရဲ့အဆောင်တို့အဖြုတ်ခံလိုက်ရတယ်အဲ့ဒါမင်းဆရာတော်ကြီးစီကနောက်တစ်ခုရောက်တောင်းပေးပါကွာအော်ဟုတ်လားအေးပါကွာမင်းပြန်လာမှတွေ့ကြတာပေါ့ See you bye bye ဖုန်းပြောပြီးတဲ့ဦးတန်းအောင်ကသူမထုတ်ပြီးထားတဲ့အင်ဂျီကိုဖျောက်ဝှက်လိုက်တယ်သူမကဘောင်းမိကပတ်တွင်းကကပတ်ထည့်ပြီးရင်ဦးရိန်နိုင်ဘာပြောလဲအကိုသူအဆောင်ကျိုးထပ်ယူလာပေးမယ်မဟုတ်လားဟုတ်တယ်ပွဲမောသူအဆောင်ကျိုးထပ်ယူပေးလိမ့်မယ်ဒါပေမဲ့ဒီကောင်ကြီးအယောင်းရဲ့ကိစ္စနဲ့တောင်ကူရောက်နေတာကွာဒီနေ့ပြန်ရောက်မယ်လို့တော့ပြောတယ်ကို့ကိုနိုင်ပေးပါအောင်မိမယောက်ျားဖြစ်သူရဲ့ပြောကြောင့်သူမစိတ်တသာရသွားပြီးစပွဲရှိရာရှောက်သွားတယ်နိုင်ကိုလှည့်ယူလိုက်စမှာပဲစပွဲတင်ပြကရင်ကိုသတိပြုမိသွားတယ်ဒီနေ့ဘယ်နေရလဲအကိုဦးတန်းနောင်ကခေါင်းကိုစီလိမ့်နေရကဖြစ်ရလေမိမရဲ့မနေ့ကကိုရောမင်္ဂလာ3လပြည့်ဆိုတော့ဒီနေ့က25ရက်ပေါ့မိတက်လာကြည်လားကွသူမဟာပြက်ကလေးနေဆွဲကိုကြည့်ရင်အကြီးအကျယ်စိတ်လှုပ်ရှားသွားတော့တယ်ဟေး22ရက်နေ့ဆိုတော့ဒီနေ့ကမြန်မာနိုလကွယ်နေပါလားဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းရတော့မယ်အတွင်းနဲ့တူမမောင်ပြောတဲ့စကားတွေကိုသတိရသွားမိတယ်လာမယ့်လကွယ်နေမှာခင်မိုးတဲ့ကိုအကြီးအကျယ်ဒုက္ခပေးဖို့မမောင်ပြောခဲ့တယ်မဟုတ်ပါလားဟေးမိမနိုင်ပေးလေကွာကိုနှုတ်ကြတော့မယ်မိမရဲ့
တန်ကြောင့်သူမဟာအတွေးစပြတ်သွားရတယ်။နိုင်ကိုလှမ်းမေးနဲ့အကိုဒီနေ့တနေ့လုံးခီးယူဆိုင်ပါနော်။ပွဲမော်လည်းမကြခဏဖုန်းဆက်မင်းသိလား။စိတ်ပူလို့ပါအဆောင်ကျိုးမရှိတော့လေ။သူမစိုးရိမ်စွာပြောလိုက်မိတယ်။ဦးတနောင်ကသူမပါပြင်ကိုမျက်နှိုးစွာနှမ်းဆိုင်လိုက်တယ်။တိတ်ကိုချစ်ဖို့ကောင်းတာပဲမိမ။ဘာမှမစိုးရင်နဲ့ဟုတ်ပြီလား။ကိုလေးဖုန်းဆက်မှာပါ။သွားပြီမိမကြီး။ဦးတနောင်ကအဲ့ဒီလိုနှုတ်ဆက်ပြီးထွက်သွားတော့တယ်။ပွဲမော်ဦးတယောက်အိယာပေါ်ထိုင်ချလိုက်ရင်ပြက်ကရင်ကြည့်ပြီးမှငါစိတ်တွေဘာကြောင့်လေးလန့်သွားမိပါလဲ။မမောင်နဲ့ကိစ္စကိုအကိုကိုဖွင့်ပြောလိုက်ရင်ကောင်းမလား။အိုးဒါလည်းမဖြစ်သေးပါဘူး။လူဆိုတာအချစ်ကြီးအမျက်ကြီးတတ်တယ်။ငါ့ကိုအချစ်လုံးပြီးတော့မောင်မောင်နဲ့ဖြစ်ခဲ့တဲ့အကြောင်းနားလည်မှုမပေး။အချိန်ကြီးကပို့ဆိုးသွားမယ်။ဘာပဲဖြစ်ဖြစ်ဒီနေ့ဘာမှမဖြစ်ဖို့ပဲဆူတောင်းရတော့မယ်။ကဲအဆောင်တော့ရအောင်ယူပေးပြီးခမားတိုင်မဲကြမ်းတော့တယ်နော်။ကျုပ်တက်အောင်ဆိုတဲ့လူကြီးရဲ့ဘဝကိုစုပ်ပြတ်တတ်အောင်လုပ်ချင်တယ်ဗျာ။အောင်လားဆရာကြီးကြောင့်တို့ဟာအဝါရောင်အဆောင်ကျိုးကိုစုပ်ကင်လိုက်ရင်မင်းဘက်ကတာဝန်ကြီးတော့ငါဘက်ကလည်းမင်းဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးရတော့မှာပေါ့ကွာငါတို့ဒီည10 နာရီမှာအနည်းဆုံးတင်ချိုင်းမြင်သွားပြီးတော့လိုအပ်တဲ့အစီရင်လုပ်ရလိမ့်မယ်အဲ့ဒီအစီရင်အောင်ရင်တော့ငါထိန်းချုပ်ထားတဲ့သစိမ်းမဟာသူ့မတူအောင်အစွမ်းတွေရပြီကွာသူကအဲ့လိုပြောလိုက်တဲ့အခါမမောင်ကကြေကွဲဒေါသမျက်နှာနဲ့မကြည်နဲ့ဘူးဗျာပွင့်မောင်တိတ်ကိုရက်ဆက်တယ်သူ့ငွေဘဝမှာပျော်သွားပြီဗျကျုပ်ကိုသူ့ကောင်းနဲ့လုံးဝမရှိတော့ကျုပ်ကိုစိတ်ဆိုင်ကြီးထဲမှာကောင်းကောင်းလေးချွတ်လိုက်တယ်ကြည့်ထားစမ်းပါဒီနေ့ဒီညခမရဲ့အစိမ်းတရေမှာမစွမ်းခဲ့ရင်လေကျုပ်ကနောက်ဆုံးမှမဟုတ်ဘူးမရရအောင်လုပ်ပြမယ်ကျုပ်တိတ်ချင်မိတဲ့အတွက်တိတ်ခံစားရတဲ့ဦးကြောင်ကြီးမင်းရဲ့ခံစားချက်ကိုနားလေလို့ငါလုပ်ပေးခဲ့တာပါမမောင်ရဒါပေမဲ့မင်းတီးဖို့ကမမြင်ရတဲ့စွမ်းအားတွေနဲ့လူတယောက်ကိုအနိုင်ယူလို့ရတယ်မင်းစိတ်နောက်ကိုပါမလုံးမိဖို့ငါအထူးသတိပေးခြင်းနဲ့မိမောင်တယောက်ကိုပိုင်ဆိုင်မှုအတွက်တေးတဲ့အထိထောင်ထဲဝင်နေရရင်မင်းတို့ဘာဒိတ်ပဲမှမရှိဘူးကွာဒါကြောင့်ဒေါသလျှော့ပြီးတော့ငါရဲ့အစီရင်ကိုအပြည့်အဝယုံကြည်လိုက်ပါမင်းဟာဒီညစိတ်လက်မှန်မှမလုပ်ဘူးလို့ငါ့ကိုဂရိပေးပါကောင်းလေးမမောင်တယောက်အကြာကြီးငြိမ်သက်သွားတယ်ပြီးမှကျုပ်အတက်နိုင်ဆုံးစူးစမ်းမှာပါဒါပေမဲ့ကျုပ်ဆိုတဲ့ကောင်ကပွေ့မောင်ဦးနဲ့ပတ်သက်ရင်ကျိုးစင်တက်ဖို့ဝင်မလေးဘူးကျုံမရရင်ဟိုတရောင်းစားတထေးလဲပေါင်းဖို့စိတ်မကူနဲ့ရှင်နာဖို့ကောင်းနေမင်းမသူကနာကြီးစွာရေရွတ်လိုက်တယ်ဟုတ်ပါပြီကွာဒီညလက်ွယ်ညဟာမီးစုံတောက်မိညာကွာအရေးကြီးတာကငါရဲ့အစီရင်အထမြောက်ဖို့ပဲဒီတော့မင်းလည်းပြန်တော့ငါဒီညအောင်မြင်ဖို့နေ့လယ်12 နာရီကစပြီးတော့နေဝင်တီတိုင်းငါဆရဏကြင့်ကြံရအောင်ပဲသွားပြီတော့ကောင်းလေးည10 နာရီမှာပြန်ဆုံကြမင်းကွာထိုနေ့ညလက်ွယ်ည9 နာရီခန့်အချိန်မှာပန်းလိုက်အိမ်အောင်ဝင်းကြီးအတွင်းမှာရှိတဲ့တိုက်အိမ်ကြီးဝဲဦးတက်နောင်တယောက်စရဲများတွက်ချက်နေသလိုပွင့်မော်ဦးလေးသူ့နဘေးထိုင်ရင်းနဲ့ဆလောင်းအစီအစဉ်များကြည့်ရှုနေတယ်။ပွင့်မော်ကိုသိတ်ခေါင်းမကြည့်လို့တမယာရီလေးဖြောပေးပါကွာ။ယောက်ျားဖြစ်သူရဲ့တောင်းဆိုမှုကြောင့်သူမထိုင်ရာကားထားပြီးတော့တမယာရီဖြောဖို့ပြင်ဆင်လိုက်တယ်။သူမတမယာရီဖြောနေစမှာဖုန်းတန်ကြားလိုက်ခြင်းနဲ့အတူဦးတက်နောင်ရဲ့ဖုန်းပြောတန်မှကြားလိုက်ရတယ်။တမယာရီခွက်နဲ့ဧကန်နဲ့ပြန်ရောက်တော့ပွင့်မော်ပွင့်မယ်မောင်လေးအရန်ဖျားနေလို့ဖုန်းဝင်လာတယ်။ပွင့်မော်ပဲသွားကြည့်လိုက်ပါဦး။ကိုစီးနေမပြတ်သေးလို့မလိုက်တော့ဘူးနော်။ဦးတက်နောင်ရဲ့စကားကြောင့်မောင်ဖြစ်သူအတွက်သူမစိတ်ပူသွားမိတယ်။ဟုတ်ကဲ့ပါအကိုပွင့်မော်အရာကားနဲ့ပဲသွားလိုက်ပါမယ်။အကိုအလုပ်ပဲလုပ်ပါနော်။ဒါပေမဲ့အရာသတိနဲ့နေနော်အကို။ယောက်ျားဖြစ်သူကတမယာရီကလှန်ယူရင်သူမရဲ့စပင်တွေကိုပုတ်တက်လိုက်တယ်။မိန်းကလေးအချိန်ပြည့်ကို့အတွက်ပဲပူပန်နေတယ်။စိတ်ချပါဟိုမှာဖျားရည်လူကြီးကအရေးကြီးတယ်ကွာဟုတ်လား။သူမလည်းယောက်ျားဖြစ်သူရဲ့အပြောကြောင့်အဝတ်ပံမလဲပဲနဲ့ဒရိုင်ဘာနဲ့အတူတင်ငန်းကျောဘတ်ထွက်ခဲ့တော့တယ်။ဟိုရောက်တော့အသက်ဖွင့်ထားတဲ့ခြံတကားကြောင့်ခြံထဲတန်းဝင်ခဲ့တယ်။သူမအိတ်ခမ်းထဲပြေးဝင်သွားရင်ဘလို့ဖြစ်တာလဲဖေးရဲ့နေမကောင်းတာအစိုးရတွေကဖုန်းဆက်ပါလား။မောင်လေးနေရောတက်တာရဲ့လား။သူမစိတ်ပူစွာမေးလိုက်တယ်။ဖခင်ဖြစ်သူဦးဝင်းကမျက်နှာမตาမရနဲ့အဖေလည်းမနက်တရစိမ့်ပြီးတော့တိုက်နေတာပဲတမီးကြီးရဲ့အခုလုံးဝအဖျားမကြမှစိုးရိမ်ပြီးတမီးကြီးစီဖုန်းဆက်ရတာပါ။တမီးကြီးရဲ့မောင်လေးကိုစိတ်ယုံတယ်မှဖြစ်မယ်။ပွင့်မောင်ကမောင်ဖြစ်သူရဲ့နှဖူးကိုစမ်းကြည့်လိုက်တယ်။အိုးဟုတ်ပါရဲ့အဖေရဲ့ဒီလောက်ကိုရီပူချစ်နေရချက်ချက်စိတ်ကိုပို့ရမှာပေါ့။ဒီချိန်မှာအောက်လန်းဆရာကြီးကြောင်သူတော်ရဲ့နေမှာတော့ကဲမမောင်မင်းအတွက်စိတ်သိမ့်လုံရှာရမယ့်အချိန်ရောက်တော့မယ်။အခု10 နာရီကျော်ပြီကွာ။ငါတို့တုတ်တန်သွားဖို့အချိန်ရောက်ပြီဟိ။ကြောင်သူတော်ကြီးကဆော်ဩလိုက်တယ်။အစ်စ်ပဲဗျာ။ကျုပ်ဖြစ်ချင်တာဖြစ်ရရင်ဦးကြောင်ရိုးဘဝနဲ့ရှင်ပြီးတော့ကျေးဇူးဆက်ပြလိုက်မယ်။သွားမယ်ဗျာ
အဲ့နောက်၎င်းတို့နှစ်ဦးသာလှိုင်သာယာဘက်မှရှိတဲ့တုတ်တန်ကြီးစီကိုဥတီလိုက်ကြတယ်။တုတ်တန်မှရှိတဲ့ဇရက်ကြီးစီရောက်တဲ့အခါငါဆေးဖျောင်းနိုင်စထုံးပြီးတော့စီးတာတော့မယ်မမောင်။ဘလို့အကြောင်းမဲ့ဖြစ်ဖြစ်မင်းဟာငါ့ရဲ့စီတွေကလုံးဝထွက်လို့မရဘူး။အောင်လန်းဆရာကြီးကအဲ့ဒီလိုမှရင်းနဲ့ဦးဆုံးစီးတားလိုက်တယ်။စီဝိုင်းဆွဲပြီးတော့တထောင်လောက်ရှိတဲ့အင်းချထားတဲ့ဆေးဖျောင်းနိုင်ကြီးကိုမင်းကြီးလိုက်တော့တယ်။ပြီးတော့အချိန်ကြာမြဲစွာမနှံတွေကိုရွတ်ဖတ်ပြန်နေ။ကျောင်းသူတော်ကြီးရဲ့ရွတ်ဖတ်မှုကြောင့်မမောင်ဟာအချိန်ကြာမြဲစွာစိတ်လှုပ်ရှားပြီးစောင့်စားနေရတယ်။နိုးဆက်နိုင်ငယ်လေးစီကအလန်းတန်ကြတော့မှကျောင်းသူတော်ကြီးရဲ့ရွတ်ဖတ်ခြင်းပြီးဆုံးသွားတယ်။ကဲမောင်လေးရေည12 နာရီတော့ရောက်သွားပြီ။ကောင်းကင်ပေါ်မှာစောင့်ကြည့်လိုက်စမ်းကွာ။အောင်လန်းဆရာကြီးကျောင်းသူတော်ရဲ့အပြောကြောင့်မမောင်ကကောင်းကင်စီမော့ကြည့်လိုက်တယ်။9 မိနစ်လောက်ကြာတဲ့အခါမဲမောင်နေတဲ့ကောင်းကင်ထက်အလင်းတွေပေါ်သွားတယ်။တေချာကြည့်လိုက်တော့နှိမ့်ကြီးမိကြီးဖြစ်ပေါ်နေတဲ့ဘောလုံးငယ်ရဲ့အရွယ်အစားရှိတောက်ပတဲ့မီးလုံးတွေမမောင်တယောက်အံ့အားသင့်သွားပြီးဟာမီးလုံးတွေပါလားဗျမီးလုံးတွေကြည့်ရတာတစ်လုံးနဲ့တစ်လုံးပြိုင်ဆိုင်နေသလိုပဲဒါဘာဖြစ်တာလဲဗျဒါဟာစုံမီအချင်းချင်းပညာပြိုင်နေတာကွာစုံမီတွေကပညာပြိုင်ချိန်မှာငါ့ရဲ့အစိမ့်သေးသေးမှကိုအသက်သွင်းလိုက်နိုင်ပြီသူဟာလူတယောက်ရဲ့အစွမ်းလိုသူ့ရန်သူကိုအသက်နှုတ်သွားနိုင်ပြီကွာမင်းရဲ့ဆန္ဒဟာအောင်မြင်ပြီပေါ့ကွာဒီတော့အခုမင်းဟာဦးတက်နောင်ရဲ့အိမ်ကိုရောက်အောင်သွားပြီတော့ငါရဲ့အစိမ့်မအစွမ်းကိုမြင်မြင်ရလိမ့်မယ်မမောင်ကြီးဒီချိန်ဦးတက်နောင်ရဲ့နေအိမ်မှာတော့ဦးတက်နောင်တယောက်အေကန်းနဲ့ခောက်ထုတ်ခောက်ပြန်လမ်းလျှောက်ရင်ပွဲမော်တို့အစင်မပြေရလားမသိဘူးအိမ်ဖုန်းကိုဆက်တော့လည်းမကင်ဘူးပွဲမော်လည်းလက်ကင်ဖုန်းပါမသွားဘူးငါလိုက်သွားကြည့်ရင်ကောင်းမလားသူစိတ်ပူစွာရေရွလိုက်တယ်ဒီချိန်မှာပဲအကိုရင်အကိုခေါ်လိုက်တဲ့အတန်ကိုနားနှိဆက်ဆက်ကြားလိုက်ရတယ်သူဟာလင်းမြန်စွာပဲအိမ်တကားကိုဖိတ်ကြည့်လိုက်တယ်အတန်ကနားရဲကြားနေရတယ်သူမကိုရှာမတွေ့ဘူးဒါကြောင့်ခြံထဲဆင်းပြီးတော့နေရာအနှံ့ရှာဖွေမိတယ်ပွင့်မော်မိမဘာမလဲဘာလို့အိမ်ထဲဝင်မဲခေါ်နေရတာလဲဘာတွေဖြစ်ခဲ့လို့လဲပွင့်မော်ရင်အကိုရင်ပွင့်မော်ကဲပါအောင်အကိုရဲ့ပွင့်မော်ဒုက္ခတွေ့နေပြီအကိုရဲ့ဒီတန်ကသူ့အသေးကိုဆက်ဆက်တုံမတက်ခြောက်ချသွားစေတယ်အတန်လာရနားဆိုင်လိုက်တော့ချမ်းမြင်ကားလို့ထင်လိုက်မိတယ်ဒါကြောင့်စိတ်ထားတဲ့ခြံတကားကိုဆွဲဖွင့်ရင်အပြင်းမအပြေးအလွှားရှာဖွေမိတယ်သူနဲ့90ခိုင်လောက်နေရာမှာရက်နေတဲ့ပွင့်မော်ရဲ့ပုံတံသူဟာအကြီးအကျယ်စိတ်ထုတ်ရှာသွားပြီးတော့ထိုနေရာစီပြေးသွားလိုက်တယ်သူ့ကိုကြောပြရင်အော်ဟစ်ရှာနေတဲ့ပွင့်မော်မိမမင်းဘာဖြစ်နေရလဲဘသူဒုက္ခပေးလို့လဲဒီဘက်လှည့်ပါအောင်မိမရဲ့ဦးတက်နောင်ကမိမဖြစ်သူရဲ့ကိုဆွဲလဲလိုက်တယ်အဲ့ဒီမှာလူရုပ်မာကြီးဒီနေ့ဒီညနင်းတိန်နေစီသွားပြီအတန်နာကြီးနဲ့အတူရုပ်ပြတ်ဆင်ပြတ်ဖြစ်နေတဲ့မျက်နှာကြီးကိုဘာကနေတွေ့လိုက်ရတယ်အာတစီမငါမိမမဟုတ်ဘူးမလာနဲ့သွားစမ်းအခုသွားစမ်းဦးတက်နောင်တယောက်သွေးယူသွေးရမ်းနဲ့အော်ဟစ်ရင်နောက်လက်ပြေးဖို့ပြန်လိုက်တယ်ဒါကိုမှောင်ရိပ်ခိုကြည့်နေတဲ့မောင်မောင်တွေ့သွားရှာတယ်။ဒေါင်းစားကြီးပွင့်မောင်ငါနဲ့ခွဲတယ်သူ။အခုချိန်မှာပညာမပေးငါအတွက်အခွင့်အရေးရမှာမဟုတ်ဘူး။သူ့ကိုကောင်းကောင်းသင်ခန်းစာပေးရမယ်။ငါအချက်အတွက်မမောင်ကစိတ်တွင်းကကြုံဝိုင်းနဲ့အင်ကြီးအိတ်တွင်းကဓမြောင်ကိုဆွဲထုတ်လိုက်တယ်။ဒီအချိန်မောင်ငယ်ဖြစ်သူကိုစေးရုံပို့ပြီးပြန်လာတဲ့ပွင့်မောင်ဦးတယောက်ခြံရှိကားရလိုက်အောင်နဲ့ပွင့်နေတဲ့ခြံတကားကိုကြည့်ရင်စိတ်ပူသွားတော့တယ်။ပတ်ဝန်းကျင်စီဝေဝဲကြည့်တဲ့အခါလမ်းမအလေရက်နေတဲ့လူရိပ်ကိုမြင်လိုက်ရတယ်။သူမခင်မောတဲ့အတွက်စိုးရိမ်စိတ်နဲ့ကားပေါ်ကအပြေးလွှားဆင်းလိုက်မိတယ်။ထိုစဉ်အစိမ်းမကိုကြောက်လန့်ပြီးနောက်လှည့်ပြေးလာတဲ့ဦးတက်နောင်ကိုမောင်မောင်ကအဆောက်တွန်းလိုက်တော့တယ်။ရုတ်တရက်အမှတ်မထင်ဖြစ်ရကြောင်းဦးတက်နောင်ဟာမထိန်နိုင်ပဲမိဘော်ကိုပြစ်လဲကျသွားတယ်။မောင်မောင်ကဓမြောင်ကိုကိုင်ရင်ခရကြီးဒီညတိန်နေစေပြီ။ဟာခမ ्या ကိုအပြက်ရှဲမှာကျုပ်ကကျုပ်ချစ်သူကိုပိုင်ဆိုင်ရမှာဖះသာတထားပြီးတော့တီယန်စိတ်ရုံအထိတ်ချုပ်ပိုင်ရှင်ကြီးရေဟာသူကြွေးကြော်လိုက်တယ်ဦးတက်နောင်ကမြေပေါ်ကလူးလေးထားပြီးမင်းဘာတွေပြောနေရလဲကွာငါမင်းကိုမသိဘူးမမောင်ကဓာသွားကိုလက်နဲ့တက်လိုက်ရင်ပြောပြမယ်ပြောချင်နေတာခမ ्या မသိခင်အားလုံးသိသွားရအောင်လို့ခမ ्या ကြီးလက်ထပ်ခဲ့တဲ့ပွင့်မောင်ဦးနဲ့ကျုပ်ကနှစ်တွေအကြာကြီးချစ်ခဲ့တဲ့ချစ်သူတွေဗျသူ့မိသားစုတော့သူလက်ထပ်ခဲ့တာဓာတ်ထပ်ပို့ပြောရရင်ခုချိန်ဒီခမ ्या သူ့ကိုမရားအရာမမြောက်ခဲ့ဘူးမဟုတ်လားလွန်ခဲ့တဲ့တလားလောက်ခရေကကျုပ်ကခမ ्या ရဲ့မင်္ဂလာအိပ်ရော်ပေါ်မှာခမ ्या မယားကိုမရားအရာမြောက်ခဲ့ပြီဗျမမောင်ရဲ့စကားတွေကဦးတက်နောင်ရဲ့နားတွေတ
တိုင်ရီပူလိုစီးဝင်သွားတယ်။မမောင်ရှိရပြေးသွားပြီးမဟုတ်တာမပြောနဲ့ငါမိမဒီလိုမဟုတ်ဘူးကမင်းကငါတတ်မယ်။သူပြောရင်းနဲ့မမောင်ကိုစောင့်တော်မှုစူးစမ်းလိုက်တယ်။မမောင်ကလည်းနောက်ကိုပြန်ပြီးတော့စောင့်တော်လိုက်တဲ့အတွက်ဦးတက်နောင်ဟာနောက်ကိုရိုင်မတက်ဖြစ်သွားတယ်။မမောင်ရဲ့မျက်လုံးတွေမီးတောင်မတက်ဖြစ်သွားပြီးခုချိန်မှာကျုပ်တနာမှာခမအသက်ချမ်းသာရမှာဗျ။အချိန်သုံးပါနားမလည်ဘဲနဲ့ကျုပ်ကိုတိုက်ခိုက်ဖို့လုပ်တယ်။တနာစရာပဲဦးတက်နောင်တီးဖို့ပြင်ပြီးတော့မမောင်ကအဲ့လိုကြုံဝိုင်းနဲ့ဦးတက်နောင်ကိုအရှိန်ပြင်းစွာဓမြောင်နဲ့ထိုးဆိုင်ဖို့ပြေးသွားတယ်။ဒီချိန်မှာပဲမလုပ်ပါနဲ့အကိုမလုပ်ပါနဲ့မလုပ်ပါနဲ့နော်။သွေးယူသွေးတန်းစိုးရိမ်တကြီးပြေးဝင်လာတဲ့ပွင့်မော်ဦးတက်နောင်ကိုစိတ်ရိုင်းလိုအရင်စိတ်ဝင်နေတဲ့မမောင်ဟာဓာချက်အရှိန်မထိန်နိုင်မင်းနဲ့ပွင့်မော်ဦးရဲ့ရှင်မကိုထိုးဆိုင်လိုက်တယ်။ပွင့်မော်ဦးတက်နောင်ရဲ့ကဘာတုံမတက်အော်တန်းကြောင့်မမောင်ရဲ့အသိတရားတွေပြောင်းဝင်လာတယ်။ရှင်မဓာဆိုင်ရင်သွေးတွေဒလဟောကျနေတဲ့ပွင့်မော်ဦးတက်နောင်ရဲ့လက်ပေါ်မှာဒီမြင်ကွင်းကြောင့်မမောင်ဟာယူမတက်ဖြစ်သွားပြီးအာဂနီအော်ဟစ်ပြေးထွက်သွားတော့တယ်။ပွင့်မော်ဘာမှမဖြစ်စေအောင်စိတ်တင်းထားနော်အချစ်ရဲ့မျက်ရည်ပြန်ကြပြီးတော့ကြေကွေးစွန့်နေစွာပြောနေတဲ့ဦးတက်နောင်သူမဝေဒနာကိုအကြိမ်ရင်စကားပြောဖို့အာယူလိုက်တယ်။အကိုပွင့်မော်ခွတ်လို့ပါနော်ပွင့်မော်အပြစ်လုံးမိပါတယ်သိလားအကိုအရန်ချစ်တယ်ပွင့်မော်ရဲ့မိုက်ပြစ်တွေအတွက်ပြန်ပေးဆက်နိုင်ခဲ့ပြီပွင့်မော်ကျေနပ်ပါတယ်အကိုအလုံးမေ့ပြလိုက်ပါတော့နော်အကိုအရန်ချစ်တယ်အကိုရဲ့စကားကိုအာယူပြောရင်းနဲ့ငိန်ကျသွားရှာတဲ့ပွင့်မော်ဦးကြောင့်ဦးသက်နောင်ရှင်ပွင့်မတက်ခံစားလိုက်ရတယ်အယူတယောက်လိုငိုကြွရင်စောက်တရားမဲလူတယောက်လိုအတန်ကုန်အော်ဟစ်ပြလိုက်မိတယ်ဦးသက်နောင်ရဲ့ပွင့်မော်မင်းမသိရဘူးငါ့ကိုမတားခဲ့ပါနဲ့ငါအားလုံးခွဲလို့ပေးနိုင်ပါတယ်ဆိုရင်အတန်တန်ကြီးကအေယာဝန်းကြီးတစ်ခုလုံးပြန့်နှံ့သွားတော့တယ်ဟုတ်ကဲ့ပါရှင်စာရေးဆရာမမတ်အိုစာရေးသားထားတဲ့ဆုံးတော့တဲ့ညဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာရင်ဆုံးသက်သွားပါပြီရေးသားထုတ်ဝေပေးတဲ့စာရေးဆရာမကိုလည်းအထူးပင်ကျေးဇူးတင်သလိုနားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်